so Georgia, a gem, yes, of Yachi, Kora, Yachi, Lando, Mimi, Kora, Kileba, a Puka, Aloda, Dodi, Ken, when ye, Muke, Babi, Lando, Bawaya, when them, yes, or that there were upon do Ale, Kileda, a Puka, Aloda, Dodi, Ken, when ye, is a Aloma, Dama, Kileda, ye, Joke, Yaga, Dogo. Dedayi Kanda Nya Yao Nipan Bao Macau Maa Hajaro Muke Babi Da Sera Moga Vivatana Nina Wato Ashoman Bekoretandi Jesu Rasha Abidisa Maharata Guru Egama Kandida Mogo Siaro Piaji Nandagwa Damaga Wanda Bonga Chozo Koba Gome Yeso Jajato Yeso Vyashe Kora Vyachigo Aha Kamatane Jasana Dina Quadra, the Vido Nindagua, Alo got Diana, Dia Tretia, Ato Jagongo, Alo got Dergama, Duragon Dodi, Tabada Nero, Jeva, Kakate, Adara, Kado, Side, Duna Pumika, Uneshalaya, one day when Dami, Amyatuma, Pia, Quaye. Shada Zijong Suman Tolaya, Yuan Jong Yojo Lesa Muga, Shiko Karo Jabago E, Yeswa Paya Paya. Tadu, Tadu, Tadu. Yeswa Yaja Kora Yatia Shiko Viro, Yeswa Bidisa Maharata Guru Ega Makandida Mugo Sero Yaji. Yandwago Puza Nagoya, Mula, Nabia, Pisa, Nakosa Shide, Lema Savon Bogo, Onishika Taibeme, Alon Liso Beva, Mula, Nabia, Pisa, Naku, Leku, Allah, Anga Senapa, Ego Miane, Tomba Asa, Mula.
ယောဂီသူတော်စင်များဘာနဲ့ရှုရမယ်လို့ပြောတယ်ဘာနဲ့ရှုရမယ်နော်လောကကြီးမှာဘာနဲ့သိရမလဲဆိုတော့ဉာဏ်နဲ့သိရတယ်ဘာနဲ့သိရမလဲဉာဏ်နဲ့သိရမယ်လောကမှာပဂတိအရေးပဲဝေးလိုက်တဲ့အဖြစ်တစ်ခုရှိတယ်ဉာဏ်နဲ့ဆရာသမားပြလိုက်တဲ့အဖြစ်တစ်ခုရှိတယ်အဲ့ဒီဉာဏ်နဲ့သိရမယ်လို့ပြောတယ်အဲ့ဒါနော်ဉာဏ်နဲ့သိရမယ်ဆိုတော့ခန္ဓာဘယ်နှပါးရှိလဲဆိုခန္ဓာ၅ပါးရှိတယ်အဲ့ဒါဘယ်နှပါးရှိလဲ၅ပါးပါဗျာစာရွက်ကစာရွက်အထက်မှာပါတယ်ဘုန်းကြီးကစာရွက်လေးကြောင်းပေးမယ်ဟိုဆဲဝက်လေးကြောင်းပေးမယ်ဒီနေ့တဏှာရဲ့အစိုးတမှာတော့ခန္ဓာ၅ပါးရှိတယ်တဲ့အလုံးကြည့်ရနော်အလုံးလိုက်ဆိုရူပခန္ဓာဗျာမှုသဘောတရားအစုဗျာမှုသဘောတရားအစုဝေဒနာခန္ဓာမကောက်ခံစားမှုသဘောတရားအစုမကောက်ခံစားမှုသဘောတရားအစုဉာဏ်ခန္ဓာမတ္တမှုသဘောတရားအစုသင်္ခါရခန္ဓာမှုသဘောတရားအစုဝိညာဏခန္ဓာမှုသဘောတရားအစုခန္ဓာဘယ်နှပါးရှိလဲ၅ပါးပါဗျာဆိုပြပါရူပခန္ဓာမှုသဘောတရားအစုဝေဒနာခန္ဓာကောင်းမကောင်းခံစားမှုသဘောတရားအစုဉာဏ်ခန္ဓာမတ္တမှုသဘောတရားအစုသင်္ခါရခန္ဓာပြုပြင်မှုသဘောတရားအစုဝိညာဏခန္ဓာသိမှုသဘောတရားအစုအလုံးပဲနှစုရှိတယ်၅စုရှိတဲ့ခန္ဓာ၅ပါးလို့ခေါ်တယ်ခန္ဓာနော်အဲ့ဒီလိုခန္ဓာ၅ပါးကိုဘာလို့ပြောလဲဆိုဒီခန္ဓာကိုယ်ထဲကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာဟောက်ပြန်နေဆိုတာပူတာကိုပြောတယ်ပူတဲ့ချိန်မှာအေးတာရှိလားရှိပါဘူးအေးတဲ့ချိန်မှာပူတာရှိလားရှိပါဘူးအဲ့ဒါဟောက်ပြန်နေလို့ပြောတယ်အဲ့ဒါနော်အဲ့ဒါရူပခန္ဓာဒီလိုပြောတယ်နောက်ကဝေဒနာခန္ဓာဆိုကောင်းမကောင်းခံစားတယ်ကောင်းတာကိုခံစားတယ်မကောင်းတာကိုခံစားတယ်အဲဆိုခါတာကိုစားရင်ဘာဖြစ်လဲခါတယ်ချိုတာကိုစားရင်ချိုပါတယ်ဗျာဟုတ်တယ်မလားမျိုးနဲ့မျိုးတူလားတူပါဘူးတူဘောချိုတာကိုစားရင်ဘောလို့တိုက်တာပေါ့ဟုတ်တယ်လားခါတာကိုစားဘောလို့မတိုက်ဘူးပေါ့ဟုတ်တယ်မလားအဲ့ဒါကိုဒုက္ခနဲ့ဒုက္ခလို့ခေါ်တယ်မဲလားနော်ဝေဒနာခန္ဓာဒါလေးခန္ဓာမှာရှိတဲ့တရားမရှိဘူးလားရှိပါတယ်နောက်တော့ဒီမှာကျပညာခန္ဓာမဲ့သားတယ်မဲ့တယ်ဆိုတာအဖြူအလိမ်အကြောင်းမမဲ့ဘူးလားမှန်ပါဟုတ်တယ်မလားယောက်ျားမိန်းမဖက်တာမဟုတ်ဘူးတဲ့စိတ်ကဖက်တာဘယ်ကဖက်တာလဲစိတ်ကဖက်တယ်နောက်တော့သင်္ခါရခန္ဓာဆိုတာပြုပြင်မှုသဘောတရားဆိုတဲ့ခန္ဓာကိုယ်ကြီးကိုအမြဲတမ်းမပြုပြင်ရဘူးလားပြုပြင်ရပါဘူးဘယ်နဲ့မိုးလဲတော့ပဲမျက်နှာတရားတယ်တော်တရားတယ်အိမ်တော်ဝင်ပြရတယ်ပြီးတော့စားပြရတယ်အခုလေးစားပြရတယ်စားပြီးတော့ဒီတိုက်နေလာမပြောဘူးအိမ်တော်ပြရတယ်ဟုတ်တယ်လားအဲ့လိုခန္ဓာကိုနောက်ကြီးရှုံးပြရတယ်မပြုရဘူးလားပြုရပါဘူးအဲ့ဒါဘာလို့လုပ်ပြရလဲခန္ဓာကိုပြုပြင်နေတာဘာကိုပြုပြင်နေတာလဲခန္ဓာကိုပြုပြင်တာခန္ဓာပြုပြင်တယ်ဆိုစိတ်ကိုလည်းမပြုရဘူးလားပြုပြင်ရပါတယ်ဗျာခန္ဓာတော့လည်းကိုတရားနာလေးရှိမှမကောင်းတဲ့စိတ်ရှိလားမရှိပါဘူးဗျာအခုစိတ်ကဘာစိတ်လဲကောင်းတဲ့စိတ်ဒီလိုပြုပြင်ရတယ်အဲ့ဒါကိုသင်္ခါရခန္ဓာလို့ခေါ်တယ်ဘာလို့ခေါ်လဲသင်္ခါရခန္ဓာပါဗျာဝိညာဏခန္ဓာလေသိမှုသဘောတရားစုသိတယ်ဆိုတာငါကသိတာမဟုတ်ဘူးယောက်ျားကသိတာမဟုတ်ဘူးစိတ်ကသိတာဘယ်သူကသိတာလဲစိတ်ကသိတာဘယ်သူကသိတာလဲစိတ်ကသိတာတော်နဲ့အားလုံးရှားပေးမယ်လိုက်ဆုံးဟောက်ပြန်ခံစားမတ္တပြုပြင်ဒီဝိညာဉ်မအောင်ခန္ဓာမတ်ဟောက်ပြန်ခံစားမတ္တပြုပြင်ဒီဝိညာဉ်မအောင်ခန္ဓာမတ်ဒီပါဟောက်ပြန်ခံစားမတ္တပြုပြင်ဒီဝိညာဉ်မအောင်ခန္ဓာခန္ဓာဘယ်နှပါခန္ဓာ၅ပါးရှိတယ်ပေါ့ဒီလိုမှန်းတော့နော်ခန္ဓာ၅ပါးဆိုတော့အလုံးမဲမယ်ဒီခန္ဓာကိုယ်ဆိုတာဘာကိုခေါ်လဲဆိုရင်သဘောကိုခန္ဓာလို့ခေါ်တယ်အခုငေါတုတ်ကြီးထိုင်နေကြတော့ဟာဒီလိုတော့ခန္ဓာကိုယ်ကြီးဒီလိုထင်နေတာဒါကအပြောခန္ဓာလို့ခေါ်တယ်ခ
အမြဲတမ်းထွက်လာတဲ့ခန္ဓာပေါ့မထွက်လာဘူးလားတရားနာမယ်တရားအားထုတ်မယ်ဆိုရင်အဲ့ဒီလိုသဘောခန္ဓာကိုကြည့်ရတယ်ဘာခန္ဓာကိုကြည့်ရလဲသဘောခန္ဓာစိတ်ဆိုတာမရှိဘူးလားရှိပါတယ်ဗျာအဲစိတ်ကိုခန္ဓာလို့ခေါ်တယ်ဘာလို့ခေါ်လဲခန္ဓာလို့ခေါ်တယ်ပူတယ်ဆိုတာမရှိဘူးလားရှိပါတယ်ဗျာပူတာဘာလို့ခေါ်လဲခန္ဓာအေးတာဆိုမရှိဘူးလားရှိပါတယ်ဗျာဟောအေးတာပူတာတွေကိုလက်နဲ့ကြိုက်လို့ယူလို့ရလားမရပါဘူးဗျာစိတ်ကိုလက်နဲ့ယူလို့ရလားမရပါဘူးမရဘူးဒါကြောင့်အဲ့ဒါကိုခန္ဓာလို့ခေါ်တယ်ခင်ဗျာဘာလို့ခေါ်တာလဲခန္ဓာအခုခိုင်နေတာကိုအတ္တဘောလို့ခေါ်တယ်အဲ့ဒါနော်အတ္တဘောဒီဘောအတ္တဘောဒီဆိုပုဂ္ဂိုလ်ကြီးဘောမပုတ်ဘူးလားဟုတ်တာဘောအနာဂတ်ကဘူးဆိုတဲ့ခန္ဓာဘောမနိုင်ဘူးလားအဲ့ဒါပုဂ္ဂိုလ်ကြီးဒီလိုပြောတယ်ဘာလို့ခေါ်လဲခန္ဓာ၅ပါးရှိတယ်အဲ့ဒီခန္ဓာ၅ပါးချင်းချုပ်ရင်ဘာနဲ့ပါလဲဆိုယုံနံတဲ့ဘာနဲ့ပါလဲယုံနံအားလုံးလိုက်ဆိုရူပခန္ဓာဘာလဲဆိုယုတ်လို့ပါတယ်ဘယ်နော်ဝေဒနာခန္ဓာဝိညာခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာအဲ့ဒီခန္ဓာ၄ပါးကိုနာလို့ပြောတယ်ယုံနာဆိုကြပါဦးနာခန္ဓာဘယ်နှပါ၄ပါးယုတ်ခန္ဓာကတစ်ပါးနာခန္ဓာက၄ပါးအချင်းချုပ်ပါနဲ့ပါယုံနာနဲ့ဒီဟာကိုဘာလို့ပြောလဲဆိုယုံနာဆိုမြန်မာနဲ့ပြောဆိုကိုယ်နဲ့စိတ်ဘာနဲ့ပါလဲကိုယ်နဲ့စိတ်ပါကိုယ်ကြီးရှိတယ်ဒါကိုယ်ကြီးဒီစိတ်မျိုးလေးရှိတယ်ကိုယ်နဲ့စိတ်ပြောကြည့်ပါဦးကိုယ်နဲ့စိတ်အဲ့ဒီကိုယ်နဲ့စိတ်ကခုမှနော်တေချာစိတ်ကဘာတွေလိမ္မာဖို့လို့လဲကိုယ်ကလိမ္မာဖို့လို့လားစိတ်ကလိမ္မာဖို့လို့လားဟုတ်တယ်မလားလူတယောက်ကိုဘယ်သူကလုပ်ထားလဲစိတ်ကလုပ်ထားတယ်ဟုတ်တယ်မလားဘယ်သူကလုပ်ထားလဲစိတ်ကကိုယ်တော်လူတွေဘာကိုအလားပြုပြင်ကြတယ်ကိုယ်ပြုပြင်စိတ်ကိုကြမပြုပြင်ဘူးအခုစိတ်ပြုပြင်ဖို့လုပ်နေတာဟုတ်တယ်မလားဘာဆိုကိုယ်သာပြင်စိတ်မပြင်အပင်မနေပြီကိုယ်သာပြင်စိတ်မပြင်အပင်မနေပြီဆိုကြပါကိုယ်သာပြင်စိတ်မပြင်အပင်မနေပြီကိုယ်သာပြင်စိတ်မပြင်အပင်မနေပြီကိုယ်တော့ပြင်လိုက်တာဆိုင်ပါလေးတော့ပြင်လိုက်တာပြောနေတယ်ဟာနှစ်သိန်းကုန်ပါလေဗျာသုံးသိန်းကုန်ပါလေဗျာတချို့ဆိုအသက်ကြီးအသက်60ရှိနေပြီရက်ခုလေးတွေကိုထိုးတော့ပြီးတယ်အဲ့လိုဒီမှာတော့မတော်ပါဘူးရက်ကုန်းမှာကြောက်တာသုံးသိန်းခွင့်ပြရတယ်လေပြေပါကြီးလေပြေတော့ဒီဘာလို့လာလဲရက်ခုလေးဟာဒီတော့ထိုးလာတာလေသုံးသိန်းခွင့်ပြရတယ်ဒီကမားတွေမှာလည်းရှိလာကြအောင်နော်အဲ့ဒီလိုလောကကိုယ်ကိုပြုရတယ်စိတ်ကိုကြောက်မပြုရဘူးလေနော်အဲ့ဒီစိတ်ကိုပြုပြရမယ်အားလုံးလိုက်ဆိုကိုယ်သာပြင်စိတ်မပြင်အပင်မနေပြီစိတ်ကိုပြင်မလူလောကအလားပြည့်စုံပြီဒီပါကတော့ကိုယ်သာပြင်စိတ်မပြင်အပင်မနေပြီစိတ်ကိုပြင်မလူလောကအလားပြည့်စုံပြီစိတ်ကိုပြင်ရမယ်တလောကလုံးမှာဉာဏ်ဖြစ်နေတယ်ဆိုတာဘယ်သူကြောင့်ဖြစ်တာလဲစိတ်ကြောင့်ပါဗျာရောက်တဲ့ပြမထေးတာစိတ်ကြောင့်ပါဒီကစုတစုနဲ့တစုမထေးတာစိတ်ကြောင့်ပါဗျာနည်းနည်းမရပထေးတာစိတ်ကြောင့်တော့တယောက်တယောက်စိတ်နဲ့ဖြစ်နေတာဒီစိတ်ကိုနည်းနည်းတော့ပြုပြင်လာရအကုန်လုံးချမ်းသာတော့မယ်ဟုတ်တယ်မလားတရားကွာမှာရက်ကွာမှာမထေးတာရောနိုင်ငံမှာမထေးတာရောအကုန်လုံးမထေးတာနဲ့တရားဘာကြောင့်လဲစိတ်ကြောင့်ကိုယ်စိတ်ကိုပြုပြင်ရမယ်ဒါတော့စိတ်ကိုပြုပြင်ပါဆိုစိတ်ကိုပြုပြင်ဖို့တခြားလို့လားတရားလို့လားတရားအပြည့်လို့လေဘာလို့လဲတရားအပြည့်အကြောင်းအကျိုးအကောင်းဆုံးကိုဝေဖန်ပြီးတော့ပြီးတာကမှလူလို့ပါတယ်လူလေးမျိုးရှိတယ်လူပဲပြောလဲ၄မျိုးပါဗျာအားလုံးလိုက်ဆိုလူတရိစ္ဆာန်လူပိတ္တာလူငရေတာပရမတ္ထလူပဲနှမျိုးနှမျိုးလေးပြောမယ်နော်လူတရိစ္ဆာန်ဆိုတာဘာခေါ်လဲဆိုတော့အားလုံးလိုက်ဆိုစားတယ်ပိတ်တယ်ပြောတယ်ဒီနှမျိုးသိတယ်၃မျိုးပဲသိပါတယ်ဗျာပြောကြပါဦးစားတယ်ပိတ်တယ်ပြောတယ်၃မျိုးသိတယ်အဲ့ဒါဘာလို့လဲဒ
ဖိရိုက်ဆာနာကရာဆိုတာဖိလာကန်လန်တော်တယ်ခွေတွေတော့တွေတော့တာတွေ့တယ်မလားလေးစောတောက်ပြီးတော့တာလေခွေတွေတော့တွေအာရုံကြည့်လိုက်ပေါ့သူတို့ကဘယ်နှမျိုးလုပ်တာလဲပြောပါလေစားတယ်အိတ်တယ်ပြောလေဒီစာတော်ပြကြီးခေါ်လာတာရှိတယ်နေထုံပြီးအိတ်စားတယ်ယောက်ျားတဲ့တော့တဲ့ဒီလိုပြောတယ်နော်စားတယ်အိတ်တယ်ပြောတယ်လူတိရစ္ဆာန်လူအစ်စ်ဆိုရင်ဘယ်နှမျိုးသိတယ်ဆိုလဲမျိုးသိတယ်အားလုံးလိုက်ဆိုစားတယ်အိတ်တယ်ပြောတယ်အကျိုးအဆိုးကိုခွဲခြားလို့ပြီးတော့လူအစ်စ်လေးမျိုးသိတယ်ဟုတ်တယ်နော်ဆိုကြပါဦးစားတယ်အိတ်တယ်ပြောတယ်အကျိုးအဆိုးကိုခွဲခြားလို့ပြီးတော့လူအစ်စ်အမျိုးပေါ်တော့တာပေါ့ဟုတ်တယ်မလားအကြောင်းအကျိုးအကောင်းဆုံးကိုခွဲခြားလို့ပြီးတော့လူအစ်စ်လို့ခေါ်တယ်ပါဠိမှာကျတော့အထနဲ့တမလို့တော်စာနေပြီတဲ့အကြောင်းအကျိုးအကောင်းဆုံးကိုခွဲခြားပြီးပြရမယ်။ဟိုမှာတော့ဟာဒီတန်ဖို့ရှိလိုက်တာဘုရားရဲ့သာသနာမှာလူလာပြီးတော့ဖြစ်လာတယ်မဖြစ်ဘူးလား။ဖြစ်ပါဘူး။လူလာပြီးတော့ဖြစ်လာတယ်။ဟာဟောတယ်ပြောတဲ့ဒီပုဂ္ဂိုလ်လေးမရှိဘူးလား။ရှိပါတယ်ဗျာ။ထောင်တဲ့နေသားလေးမရှိဘူးလား။ရှိပါတယ်ဗျာ။ရှိဆုံးနေပြီပေါ့။ဆုံးနေပြီတော့ဒီကိုယ့်ရဲ့အေးချမ်းဖို့အေးငြိမ်းဖို့ကိုခြာပြီးလုပ်ရတယ်။စီးပွားရေးလည်းလုပ်ပါမလုပ်လို့မပြောဘူး။သို့တော့အိမ်မှာလည်းကိုယ့်ရဲ့ဘုရားတရားယတနာသုံးပါးမမေ့ပြနဲ့ကိုလုံးတဲ့တာကိုလုံးတယ်ကြိုးစားမလားကြိုးစားဘူးလားကြိုးစားပါမင်းမနေနဲ့မင်းနေတာကိုအသေးကုန်နဲ့တူတယ်မဲတာကိုပါနဲ့တူတယ်မမဲတဲ့ပုဂ္ဂိုလ်ကလူအရှင်နဲ့တူတယ်မဲတော့နော်မဲတယ်ဆိုတာဘာမဲတာလဲဘုရားတရားကယတနာသုံးပါးမဲနေတာပြောတာနော်အဲ့မမဲနဲ့အကျော်အကျော်ကောင်းစုကိုဖေးချပြီးတော့ပြီးတာကိုလူအဖြစ်လို့ပါတယ်အဲ့ဒါလူအစင်းပြောက်ကြိုးစားမလားကြိုးစားဘူးလားကြိုးစားပါဒီနေ့ပဋိစ္စသမုပ္ပါဒ်ကိုကြားပြနေအဲ့ဒါသိအောင်ဒီမှာကျင်းသေးချာနော်ဒီမှာမြင်တယ်လားမြင်ပါတယ်ဗျာဘောက်စီရထားတယ်တွေ့လားဘယ်လိုရထားလဲကျေးဇူးတော်ရှင်ဘုရားဗျာပဋိစ္စသမုပ္ပါဒ်ကိုဒီမှာလေဘုံပြဖို့အဲ့ဒါနော်အဲ့ဒီဘုံဒီကျေးဇူးတော်ကြောင့်ဘုရားဆရာတော်ဘုရားကြီးပဋိစ္စသမုပ္ပါဒ်ဆဝိတေသနာလေဘုံပြဖို့ဆိုတာပဋိစ္စသမုပ္ပါဒ်သစ္စာတရားဆိုတာဘယ်သူဟောတာလဲဘုရားဟောတာဒီသားမေးမယ်နော်ဘုရားဆရာတော်ဘုရားကြီးကဟောတာလားဘုရားဟောတာလားဘုရားဟောတာပိဋိကသုံးပုံငိကေ9ရာခန္ဓာကို7တော်လေးတော်ရှိတယ်အားလုံးဘုရားဟောတာအဲ့ဒါနော်မဟာစေဆရာတော်ဘုရားကြီးကိုကြားဟုတ်တယ်မလားအဲ့ဒီဆရာတော်ဘုရားကြီးကအဓိပ္ပာယ်၄ပါးနဲ့တရားရတော်တယ်လေဒီဆရာတော်ဘုရားကြီးတော့တိပိတတိတွေလည်းတရားရတော်တယ်ဆွေးနွေးကိုတော့တရားကိုလည်းရှုချတရားပြောတာမျိုးဟုတ်တယ်မလားအဲ့တရားရတော်တယ်ဘုရားဆရာတော်ဘုရားကြီးကတော့ပဋိစ္စသမုပ္ပါဒ်နဲ့တရားရတော်တယ်ဆိုရင်တရားကိုဥပါရိတယနေပြီးတော့အောက်ကျိုးစားကြတာဖြစ်တယ်အဲဒါတရားမှန်တယ်များဘယ်သူဟောတာလဲတရားဟောတာအဲ့ဒါပြီးသားမယ်နော်ငါတို့ဒီတရားပြီးတော့မမဲ့ရဘူးငါတရားမဟုတ်ဘူးဘုရားဤတရားတော့ဘုရားကလည်းဘာကိုဟောတာလဲဆိုခန္ဓာကိုဟောတာဘာဟောတာလဲခန္ဓာကိုဘုရားကစာကိုကျင့်လို့ဟောတာလားခန္ဓာကိုကျင့်လို့ဟောတာလားခန္ဓာကိုကျင့်လို့ဟောတာခန္ဓာကျင့်လို့ဟောတာဒီလိုစာမရှိဘူးနော်ကဲဦးဇင်းတို့တရားမှလည်းပူတာကိုမသိဘူးလားသိပါတယ်ဗျာတရားပဲလေပူတယ်ဆိုတာမြဲလားမမြဲပါဘူးဗျာမမြဲဘူးအေးတာမသိဘူးလားသိပါတယ်အေးတာဆိုတာမြဲလားမမြဲပါဘူးဟောစိတ်ဒေါသဖြစ်လာတယ်ဒေါသဖြစ်တာမသိဘူးလားသိပါတယ်ဒေါသစိတ်ရှိလားရှိပါဘူးမြဲလားမြဲပါဘူးအဲ့ဒါဆိုတရားပဲအဲ့ဒီတရားကိုဘုရားကစီပြီးတော့လုပ်လိုက်တာအဲ့ဒီတရားကိုနောက်အနာဂတ်မှာနားနေဖို့မဟုတ်ဘူးဒါကြောင့်အရှင်မဟာကတ္တဝါတို့အရှင်အာနန္ဒာတို့ပုဂ္ဂိုလ်တွေတစ်ဆင့်လောက်တာကိုသာထသင်္ဃာနေရာ6ခုရောက်ကိုရောက်ပါတယ်ဒီစာနဲ့လောက်ထားတာအဲ့ဒါတော့နားလွယ်ရောအဲ့ဒါကြောင့်ကျေးဇူးတော်ကြောင့်ဘုရားဆရာတော်ဘုရားကြီးကလည်းဒီပဋိစ္စသမုပ္ပါဒ်ဆဲဝိုက်ကိုတရားမတွေနားလည်ရောအတွက်ဆိုပြီးတော့ဒီလိုဆဲဝိုက်လောက်ထားတာသဘောပေါက်တယ်မလားဆဲဝိုက်ဆိုတာဘာပါလဲဆိုမြေပုံနဲ့တူတယ်ဘာလဲပြောလဲမြေပုံအခုတော့ဆိုရင်ဒီတရားမတွေမှာじゃကိုဖုံးနဲ့ထောက်လို့တော့တာလေအဲ့ဒါဘာလို့ပါလဲlocation ဘောဟုတ်တယ်နော်အဲ့ location လည်းကြည့်ပြအဲ့ဒါနေပြည်တော်မှာတခါတော့တယ်ဝေးတော့တယ်ဝေးကဲလို့တခါအဲ့ဒါကို
ကိုယ်နိုင်စင်နိုင်ခွဲလို့ရှိနေလမ်းမှာစွမ်းစားဖို့ဆိုပြီးတော့အဲ့ဒါကိုထောက်တယ်ထောက်လိုက်တော့အင်တာနက်မကောက်ဘူးလေအင်တာနက်မကောက်ဘူးဟိုကြွားတော့မှအင်တာနက်ကတက်လာကြွားတော့တဲ့စွမ်းတစ်ထက်နဲ့တော့တယ်စင်နိုင်ခွဲဒီပြထောက်လို့မရဘူးအဲ့ဒါကြောင့်ပြောပြတယ်မြန်မာနိုင်ငံမှာမဲ့ဒီပြထောက်ကိုမထောက်နဲ့ဒီတော့မရောက်လူကိုပေးပြီးတော့တာတော့ဆုံးပဲဟုတ်တယ်အဲ့လိုတော့ရတယ်အဲ့ဒါထောက်တာအဲ့လိုထောက်တာဦးလေးလိုထောက်ကြတာပြန်အောင်တော့နော်ဒါကြောင့်အားလုံးလိုက်ဆိုကျေးဇူးတော်ရှင်ကျေးဇူးတော်ရှင်ဘုရားဆရာတော်ဘုရားကြီးဤဘုရားဆရာတော်ဘုရားကြီးဤသမုပ္ပါပရိစ္ဆာသမုပ္ပါသဝိတေသနာသဝိတေသနာလေဘုံပြတ်ပုံလေဘုံပြတ်ပုံအဲ့ဒါပြောပြမယ်တိုတိုနဲ့လိုရန်ဒီကလင်္ကာတဲ့တစ်ပိုင်းရှိတယ်တစ်ပိုင်းမှာအပွားကလင်္ကာကိုအားလုံးတစ်ခေါက်ဆိုပြပါဦးဘုရားနဲ့ဗျာသစ္စာနဲ့မူဧကုအဝါဧကသတ္တတရားဘုရားနှင့်သောတာအစမယမူလဝိတုံဝါနှင့်ကာလသုံးပြ820ဤရှိတွေကိုအလွယ်ချမ်းမှတ်ဤစေအပ်သည်တန်ត្រာမလူကြောင့်သည်ဒီဥစ္စာကိုအကုန်လုံးနားလည်သွားမယ်ဆိုရင်တန်ត្រာမလည်းရောက်မယ်တဲ့ဒီလိုပြောတယ်တန်ត្រာဆိုတာသိတာဒီဟုတ်တယ်မလားတန်ត្រာဆိုတာဘာကိုပါလဲဆိုတော့အောင်းလိုက်ဆိုအိုနာသေးလေနေတာကိုတန်ត្រာဟုခေါ်ပါသည်အိုနာသေးလေနေတာကိုတန်ត្រာဟုခေါ်ပါသည်ဆိုကြပါအိုနာသေးလေနေတာကိုတန်ត្រာဟုခေါ်ပါသည်အိုနာသေးလေနေတာကိုတန်ត្រာဟုခေါ်ပါသည်အိုနာသေးဘယ်မှာရှိရလဲခန္ဓာမှာရှိပါဗျာအိုနာဘယ်မှာရှိလဲခန္ဓာမှာရှိပါဘယ်မှာရှိလဲခန္ဓာမှာသေတာဘယ်မှာရှိလဲခန္ဓာမှာဒါဒီအခုဘဝမှာလေအိုလာမဟုတ်ဘူးလားအိုပါရဲ့ဗျာမနာဘူးလားတရားမှာလားမတရားဘူးလားတရားပါဗျာအိုနာသေးဘယ်မှာရှိခန္ဓာမှာရှိပါဗျာဒီဘဝမှာနောက်ဘဝလူရလာရင်လေဘာလို့ရှိမလဲအိုနာသေးပါနောက်ဘဝလူရလာရင်လေအိုနာသေးပါနောက်ဘဝလူဆိုရင်လေအိုနာသေးပါဘာတွေထုလဲဘာမှမဟုတ်ဘယ်ပါဘာမှမထုဘူးဟုတ်တယ်မလားတတိယတခါလောကရဲ့အိုင်ပြီးတရားကြီးကအမျိုးလောကရဲ့ခဏလို့ဆိုပြုံးဆိုထားခဲ့ပါလေပြုံးဆိုထားခဲ့ပါပြီးသွားလို့မရဘူးခိုင်းလို့မရဘူးဟုတ်တယ်မလားဘာနဲ့လေနေတာလဲအိုနာသေးဘာနဲ့နေတာလဲအိုနာသေးဘယ်မှာရှိခန္ဓာမှာရှိဒါကြောင့်အိုနာသေးကလွဲမြောက်အောင်ဒီနေ့ပြောပေးမယ်နော်အဲ့လိုပြောပေးမယ်ဆိုတော့မူလနှပြဆိုတာတွေ့လားမူလနှပြဆိုတာပြောပေးမယ်နော်အခုပစ္စုပန်မှာဒီဘက်မှာရှိတယ်နံပါတ်1ဘက်မှာဒီဘက်မှာလေနံပါတ်2ဘက်မှာခန္ဓာ၅ပါးလို့ပြောခဲ့ဘူးလားပြောခဲ့ပါဘူးအဲ့ဒါစာရွက်မှာပါတာကအဘိဓမ္မာလေးဒီမှာပါတာကသုတ်တန်လေးခန္ဓာလို့ပါတယ်သုတ်တန်လေးခန္ဓာ၅ပါးရှိတယ်ဒါတော့အားလုံးလိုက်ဆိုဝိညာဉ်နာယုတ်သလာယရဏသတ္တဝေဒနာဆိုကြပါဦးဝိညာဉ်နာယုတ်သလာယရဏသတ္တဝေဒနာခန္ဓာဘယ်နှပါးဘာသစ္စာလဲဒုက္ခသစ္စာဆိုတာရှက်တာလားဆင်းရဲတာဆင်းရဲတယ်ခန္ဓာဘယ်နှပါး၅ပါးဒီခန္ဓာ၅ပါးရတာလေကခန္ဓာ၅ပါးရတာလေအဲ့ဒီခန္ဓာဟာအလိုလိုရတာလားအလိုလိုဆိုတာမရှိဘူးအခုတရားမတို့ဒီတရားတွေကတရားမကြီးတွေကအခုထမင်းကျွေးတယ်မလားမကျွေးဘူးလားကျွေးပါတယ်ဗျာမောဟကမကျွေးဘူးလားကျွေးပါတယ်အားလုံးကျွေးတရားနာဖို့တော့ကျွေးတာရတယ်ဟုတ်တယ်မလားအေးအဲ့ဒါတော့ကြည့်တာမဟုတ်ရတော့ဘာလို့မကြည့်ဘူးတော့ဟုတ်တယ်အဲ့လိုကြည့်လို့တရားနာတာတရားနာဖို့တော့လည်းတာပေါ့မဟုတ်လားတရားနာစီခြင်းနဲ့တရားရစီခြင်းနဲ့လူတွေအကြောက်ပြောနားလေစီတယ်ကြည့်တာအကြောက်ရှိတယ်ဒီမှာလုပ်တာဟုတ်တယ်မလားအကြောက်မရှိပဲအကျိုးဖြစ်ပါမလားဖြစ်ပါဘူးမဖြစ်ဘူးဟုတ်တယ်မလားဒါကြောင့်ဒီခန္ဓာကိုယ်ကြီးကဘာကြောက်ရလဲဆိုအတိတ်ကအဝိဇ္ဇာကြောင့်တဲ့အဝိဇ္ဇာဆိုတာမသိဘူးအဝိဇ္ဇာဆိုတာမသိဘူးဘာ
ဘာကိုမသိတာလဲဆိုတော့ခန္ဓာမှာအမှန်ရှိတဲ့တရားကိုမသိတာခန္ဓာမှာဘာရှိလဲအမှန်ရှိတဲ့တရားဘာရှိတယ်အမှန်တရားရှိဩရာနာရာသိတာခန္ဓာမှာဘာရှိလဲဩရာနာရာသိတာအဲ့ဒီဩနာသိကိုမသိတာဝိဇ္ဇာလိုမဲ့တာဝိဇ္ဇာမရှိလို့မသိတာလားရှိရင်လည်းမသိတာလားရှိရင်လည်းမသိတာပါရှိရင်လည်းမသိတာမေးနေကြတယ်အခုမှပြီးမှာဟုတ်တယ်မလားအဲ့ဒါကြောင့်ဒီမှာအဝိဇ္ဇာလို့ခန္ဓာ၅ပါးရဲ့အကြောက်တွေအဝိဇ္ဇာလဲအခုခန္ဓာရထားတာဒီမသိတော့လေဝိဇ္ဇာဒါကောက်လိုက်ဆိုဝိဇ္ဇာပစ္စယဝိဇ္ဇာပစ္စယမာရသင်္ခါရမာရပစ္စယသင်္ခါရပစ္စယ၅ပါးခန္ဓာ၅ပါးဒီပါဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယခန္ဓာ၅ပါးဒီခန္ဓာ၅ပါးရတော့ဒီတရားလားအဝိဇ္ဇာလားအဝိဇ္ဇာဘယ်တော့ဒီခန္ဓာကိုခန္ဓာမဲ့မသိဘူးဆိုရင်လောကကြီးဘာလုံးနေတယ်ဆိုတဏှာလုံးနေတာကိုယ့်ရဲ့ခန္ဓာမှာဩရာနာရာသေတာမသိဘာလို့တာလဲတဏှာဆိုတာလိုချင်တာတဏှာဆိုတာဘာလဲလိုချင်တာဘယ်အထက်ကလိုချင်တယ်ဆိုခန္ဓာတွေကလိုချင်တာအမြဲတမ်းလိုချင်နေတာတဏှာဆိုတာမဆုံးဘူးဆုံးလားမဆုံးပါဘူးဗျာလိုက်ဆိုလိုချင်သမျှလိုက်ရှာကြရာပြီးပြန်လဲလိုချင်ပြန်လိုချင်သမျှလိုက်ရှာကြရာပြီးပြန်လဲလိုချင်ပြန်လိုချင်သမျှလိုက်ရှာကြရာပြီးပြန်လဲလိုချင်ပြန်ကာကလေးတစီပြီးမဆုံးဘူးပေါ့တစီကရာထားပြီးရနောက်စီကကောက်ဆိုဟာလိုချင်နေတယ်နောက်စီလိုချင်နေပြန်ပြီနောက်ဒီလိုချင်မဆုံးဘူးတန်တာထဲမှာအဲ့ဒါကိုတဏှာလို့ခေါ်တယ်ဘာလို့ခေါ်လဲတဏှာလို့ခေါ်တယ်ဒီတဏှာပြောင်းဘာဖြစ်လဲဆိုတဏှာပစ္စယဥပါဒဥပါဒနာပစ္စယကံဘာပစ္စယအဲ့တော့နောင်နာခဲ့ခန္ဓာရတယ်ဇာတိဆိုတာခန္ဓာအဲ့တော့အဲ့ဒီဇာတိခန္ဓာဘယ်သူကြောက်ရလဲဆိုအရင်ခေါက်လိုက်တော့တဏှာကြောက်ရတယ်တဏှာမရှိရမှာလားမရဘူးတဏှာရှိလို့ရတာဒါကြောင့်ဘုရားတို့ဒီပိုက်ဘူးဆရာတော်ကြီးကြားဖို့ရမလားကြောက်ပါရဲ့ဗျာအရှိကြီးရင်ဒုက္ခကြီးတယ်အရှိလေးရင်ဒုက္ခလေးတယ်အရှိမရှိရင်ဒုက္ခမရှိဘူးဟုတ်ကြပါအရှိကြီးရင်ဒုက္ခရှိတယ်အရှိမရှိရင်ဒုက္ခမရှိအရှိမရှိရင်ဒုက္ခမရှိပါအရှိပြေဘောလူတွေကအရှိတွေများလဲတော့ဒုက္ခတွေများတယ်အလိုတွေများဒုက္ခမများဘူးလားများပါတယ်တဲ့အတွက်မှာကောင်းပါလေတရားဝတ်တင်ထားပြီးတယ်ဘလို့တင်လဲဆိုဖတ်ဥစ္စာတော့ဆွေးပြီးတော့ဘလို့တင်လာလဲဆိုတော့ဖတ်ဥစ္စာတော့အဲ့လိုဘလို့တင်ထားလဲဆိုတော့တပည့်တော်တို့ကတော့လေကောင်းလေးကိုရှစ်တာပါပြောနေတယ်လေရှစ်လိုက်တာလေအရှိကြီးဒုက္ခကြည့်ချင်တော့ကြည့်ပါရှစ်မှာပဲဒီလိုပြောတာဟုတ်တယ်ဗျအဲ့လိုကိုတော့ကကိုသိတာအမှန်ကြောက်ကြကောင်းနေမဟုတ်လားအဲ့ဒါကြောင့်နောင်နာကခန္ဓာရပြောက်ပြီးဘယ်လိုကြောက်လဲတဏှာဒါကြောင့်အဝိဇ္ဇာနဲ့တဏှာကိုဒီမှာရေးထားတာလဲကောင်းတယ်မှာရေးတာဘာယုံနေရေးထားလဲဒီရောင်ရေးကြည့်လို့လားရေးမကြည့်လို့လားရေးကြည့်လို့ဒါကြောင့်လိုက်ဆိုမူလနှစ်ပြားဆိုဒီမှာဝိဇ္ဇာနဲ့တဏှာဖြစ်ပါသည်ဒီပါမူလနှစ်ပြားဆိုဒီမှာဝိဇ္ဇာနဲ့တဏှာဖြစ်ပါသည်တို့လည်းပြောပြတာနောက်ပဲသူတွေမပြောတော့ဘူးနော်နောက်ကမူလနှစ်ပြားပြီးတော့ပါလေသစ္စာသစ္စာတစ်ခုရှိတယ်ဒီမှာစောလိုက်မှာတစ်ခုရှိတယ်စာရွက်မှာဘုရားဟောတာ၄ခုရှိတယ်ဘုရားဟောတာသစ္စာပဲပါ၄ပါးအလုံးလိုက်ဆိုဒုက္ခသစ္စာဒုက္ခသစ္စာဒုတိယသစ္စာဒုတိယသစ္စာနိရောဓသစ္စာနိရောဓသစ္စာသစ္စာသစ္စာဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာဆဝေဘာတော်သစ္စာပဲနော်ကိုလေဘာနဲ့ပါလဲသမုဒယသစ္စာဒုက္ခသစ္စာအားဒီမပါဘူးလေမေဃသစ္စာနိရောဓသစ္စာဘာကြောင့်မပါလဲဆိုတော့တရားကတန်တရာလေတဲ့သစ္စာတစ်ခုဓမ္မစကြာမှာတော့အယုတ်သစ္စာနှစ်ပါးတဲ့ဒီလိုပြောတယ်အမြဲသစ္စာနှစ်ပါးကိုတစ်ခါမှမရဘူးရလားမရပါဘူးမရဘူးဒါတော့အဲ့တော့တန်တရာလေတဲ့သစ္စာနှစ်ပါးနံပါတ်1ဘက်မှာသမုဒယသစ္စာဆိုတာဘာပြောလဲဆိုဒုက္ခဖြစ်ကြောင်းအမှန်တရားအဲ့သမုဒယသစ္စာအဲ့တော့အဲ့ဒီသမုဒယသစ္စာကြောင့်ဘာဖြစ်လဲဆိုဒုက္ခသစ္စာရတယ်အဲ့တော့
ဒုက္ခသစ္စာဆိုတာတခြားပြောလာလားခန္ဓာကိုပြောလာလားခန္ဓာပါသစ္စာဒုက္ခသစ္စာချမ်းသာလို့ဆင်းရဲလို့လားဆင်းရဲလို့ပါအခုရနေတာဒုက္ခသစ္စာရနေတာဒီဒုက္ခသစ္စာကိုဒုက္ခသစ္စာပဲမသိဘူးဆိုရင်ဘာသစ္စာလောက်တာလဲသမုဒယသစ္စာလောက်တာသမုဒယသစ္စာလောက်တယ်ဒုက္ခတွေကသမုဒယပေါက်ပေါက်နေတယ်လူတက်ကိုရှင်းနေတာပဲမြင်လိုက်တာရှင်းတာပဲအခုလေသနာဟောလို့လေရှင်းဒီလိုလေရှင်းဒုက္ခတွေဖွင့်နေတာဟုတ်တယ်မလားအဲ့ဒီတော့သမုဒယဒုက္ခတွေကသမုဒယဖြစ်ပြီးတော့သမုဒယသစ္စာကြောင့်တော့နာခဲ့ပါသစ္စာရလားဒုက္ခသစ္စာရအဲ့ဒါတော့အောင်လိုက်ဆိုသမုဒယသစ္စာဖြစ်လိုက်သမုဒယသစ္စာဖြစ်လိုက်ဒုက္ခသစ္စာရလိုက်ဒုက္ခသစ္စာရလိုက်ဒုက္ခသစ္စာမသိဘာသစ္စာလို့လဲသမုဒယသစ္စာလို့ပါဒုက္ခသစ္စာရလိုက်သန္တရာလေးနေတာသမုဒယကြောင့်ဘာသစ္စာဖြစ်ဒုက္ခသစ္စာဖြစ်အဲ့ဒါနားလည်ရမယ်နော်သမုဒယရှိရင်ဘာရှိတယ်ဒုက္ခရှိတယ်သမုဒယမရှိရင်ဒုက္ခမရှိဘူးမဲလားနော်သမုဒယနေရင်ဒုက္ခမနေဘူးလားနေပါဘူးတချို့အပါရည်ကိုကြီးလေးသမုဒယတွေမြင်ကလေးကိုအိမ်မှာမြင်ကလေးတွေနဲ့နေလိုက်တာအဲ့လိုအများကြီးရှိတယ်နော်မရှိဘူးလားရှိပါတယ်မြင်ကလေးကိုထိုင်လို့စိတ်မချတာသမီးလေးလည်းခါရအပါကြီးတွေကိုမြို့ရွှာပြီးခါရဟုတ်တယ်မလားအဲ့ဒါသမုဒယကြောင့်ပါဖြစ်တာဒုက္ခဖြစ်တာအဲ့ဒါနော်အဲ့ဒီလိုသစ္စာနဲ့ခုနလေးဒီလိုပြောတာဟိုလောကကြီးမှာကိုယ့်ရဲ့ဖြစ်တာကိုဖြစ်မှသိဖို့အရေးကြီးတယ်။အော်ဒီသမုဒယရှိနေတော့ငါကလည်းဒုက္ခဖြစ်နေတာပဲ။ငါတော့ကိုယ့်အကိုအသက်50ကျော်လောက်ကပါသိခါမနေဘူးလား။သိပါဗျာ။အောင်50နေအောင်မလား။မရပါဘူးဗျာ။မရဘူး။အဲ့ဒါခန္ဓာမဲမနေနဲ့နော်။50ကျော်လောက်ကပါတော့50မရပါဘူး။တရားမှတရားပြည့်မရှိဘူးမနေရဘူး။ဦးဇောဖုန်းကြီးတွေဆရာတော်ကြီးတွေကိုကြောင်းနာမှာရှိတယ်ဒီဆရာတော်တရားပြည့်မလားသိလိုက်မပြည့်ဘူးကိုယ်စိတ်ထောက်ဆိုပေါ်တော့တယ်အဲဒီလိုရှိတယ်နော်ဒါကြောင့်ကိုယ့်ရဲ့ဘဝကိုယ်ခန္ဓာအကျိုးကိုကိုယ်ပြောကြိုးစားတဲ့လောကမှာသူများခန္ဓာကိုကြည့်မနေနဲ့ကိုယ်ခန္ဓာကိုကိုယ်စိတ်ကိုကိုယ်သိတဲ့ပုဂ္ဂိုလ်ဒီအမျက်ဆုံးပဲဒါနော်သူများခန္ဓာကိုကြည့်ရမှာလားကိုယ်ခန္ဓာကြည့်ရမှာလားကိုယ်ခန္ဓာကိုကြည့်ရမှာသူများစိတ်ကိုကြည့်ရမှာလားကိုယ်စိတ်ကိုကြည့်ရမှာလားကိုယ်စိတ်ကိုကြည့်ရမှာပါဗျာဒါမှတန်ဖို့ရှိတာဒါနော်ဟောငါခန္ဓာကိုယ်ကြီးကသိမနေရတော့ဘူး50ကျော်တော့ပြီငါတော့သေခါလေးတော့ပြီပေါ့မနေဘူးလားရှိပါပြီဘာရှိလို့လဲခန္ဓာရဲ့တဘာဝတရားတွေကိုတရားမတလို့မရဘူးဒီနိုင်ငံဒီကဘာမတာကခန္ဓာကိုယ်ကြီးရဲ့တဘာဝတရားကိုတားလို့ရလားမရပါဘူးဟောလုံးလို့ရလားမရပါဘူးမနာလုံးလို့ရလားမရပါဘူးမတေလုံးလို့ရလားမရပါဘူးမရဘူးအဲ့တော့ဘလောက်ပဲစံကြည့်ဒီခန္ဓာကိုယ်ကြောက်မလို့မရဘူးအဲဆိုဩတိဓမ္မဩယတောဒမယပါတဘာဝတရားအသိနဲ့ဆင်ခြင်ပါဟိုနေပြီဟိုလေဆိုတာပျက်စီးသွားတာဇရာလို့ခေါ်တယ်ပျက်စီးသွားတာဟုတ်လားဒါကြီးကြည့်လိုက်ဖို့သူခန္ဓာကြီးကိုကိုယ်ကမှလည်းဟာနဲ့ကောင်းကျိုးနဲ့စီမမပြောဘူး။ဘာကြောင့်လဲဘူးလို့။ဟုတ်ရမြင်ပါဟုတ်တယ်မလား။ဆရာကြီးကဘယ်အောင်မြင်သားလေးကြတယ်ဟုတ်တယ်မလား။အဲ့ဒီလိုမတူတော့ဘူးသားကိုကြည့်နေကြတာပဲ။သားလေးချောလေးလာလေးဆိုတော့ဟုတ်တယ်မလား။ဒါကြီးလည်းအဲ့လိုရုပ်ရှိမှာအခုဆိုအဲ့ဒီရုပ်နဲ့မတူတော့ဘူး။ကိုယ့်ရုပ်ကိုတန်ကရရှိမှရမှာဒါကြီးက။ရတော့ကြိုးစားမှာဟုတ်တယ်မလား။မတူတော့ပြည့်စည်တော့တာဟောတာကနောက်တော့ခန္ဓာကိုယ်ကြီးကနာတာလည်းဒီမှာရှိရတယ်ခန္ဓာမှာရှိပါတယ်အသောနာတိဓမ္မသဘာဝသောဒမယပါသောဒမယသဘာဝတရားအသိနဲ့ဆင်ခြင်ပါခန္ဓာကိုနာတာလည်းမရှိဘူးလားရှိပါပါစေတော်များရဲ့ဒီနေ့နဲ့ဟိုစေတော်ဒီစေတော်မျိုးတော့အဲ့လိုခန္ဓာကိုယ်ကြီးနာလာတာပဲဟုတ်တယ်မလားနောက်ဆုံးခန္ဓာကိုယ်ကြီးသေရမှာလားမသေရဘူးလားသေရပါဗျာအဲဆိုသေတိဓမ္မမသေရသောတာမယပါသဘာဝတရားအသိနဲ့ဆင်ခြင်ပါနောက်ဒီခါနေပြီပေါ့ဆင်ခြင်ရမယ်နော်အဲဆိုပျက်စီးဓမ္မ
ပျက်စီးရသောတာမယဘာသောတာမယဘာဝတရားအတိနဲ့ဆင်ခြင်ပါလေမုန်းတဲ့တိုင်လို့တည်တော်တယ်ကြားလိုက်တယ်လားကြားလိုက်ပါတည်တော်တယ်လေမုန်းတဲ့မတိုင်နဲ့ဟဲ့မလေးဘလုံးနဲ့ရလားမရပါဘူးပျက်စီးတော့တာကိုဒါသဘာဝတရားလို့ခေါ်တယ်အဲ့ဒီသဘောလေးတွေကိုနားလေထားရမယ်ခန္ဓာရှိပြီဆိုရင်ဘယ်အမျိုးမျိုးနဲ့ကြုံရမှာလားမကြုံရဘူးလားကြုံရပါဘူးကြုံရမယ်ဒါတော့ကိုယ့်ရဲ့စိတ်ကိုဖြတ်ထားရမယ်လူများဒီစာရောကဖြတ်လို့မရဘူးကိုယ့်ကိုဖြတ်ရမယ်ဟုတ်တယ်မလားသမုဒ္ဒရာကိုဘယ်သူကဖြတ်အောင်လဲကိုယ့်ကိုဖြတ်ရမယ်ဒါမှအေးချမ်းပါအဲ့ဒါတော့ဒါကြောင့်သစ္စာနှစ်ခုကိုပြောပြတာအမှန်လိုက်ဆိုသစ္စာနှစ်ခုဆိုပြီးမှသစ္စာနှစ်ခုဆိုပြီးမှဘုရားသစ္စာဒုက္ခသစ္စာဒုက္ခသစ္စာဘုရားသစ္စာဒုက္ခသစ္စာဆိုပြီးပါသစ္စာနှစ်ခုဆိုပြီးမှသမုဒယသစ္စာဒုက္ခသစ္စာသမုဒယသစ္စာဒုက္ခသစ္စာအဘာလေကိုအဘာအလ္လာဟ်ဆိုတာကအလ္လာဟ်ဒီမှာဆိုရင်စံထားတဲ့အလ္လာဟ်ဆင်းရဲတဲ့အလ္လာဟ်ပညာတတ်တဲ့အလ္လာဟ်မရှိဘူးလားရှိပါတယ်ကိုယ်အလ္လာဟ်နဲ့ကိုယ်အလ္လာဟ်ရှိတယ်အဲ့ဒါအလ္လာဟ်လို့ခေါ်တယ်ဘာလို့ခေါ်လဲအလ္လာဟ်ဘာလို့လဲဆိုလေကိုအလ္လာဟ်ဆိုဒီမှာကြောက်တယ်လားအဆုပ်ပံကြောက်တယ်လားအဆုပ်ပံကြောက်တယ်လားကဲကြောက်တယ်လားဆိုကြပါလေကိုယ်တော်ဆိုဒီမှာအတိတ်ကြောင့်တော်ပြစ္ဆုတ်ပံကျိုးတော်ပြစ္ဆုတ်ပံကြောင့်တော်နာကဲကျိုးတော်လေကိုအလ္လာဟ်လေကိုဘလာကပါလေအင်္ဂါ7ပါးအလုံးကြည့်တော့လိုက်ဆိုအင်္ဂါ7ပါးဆိုဒီမှာဝိဇာခါရဝိညာဉ်ဝေဒနာတဏှာဥပါဒံကမ္မဝါသာတိသရမရဏအင်္ဂါဘယ်နှပါး7ပါးနံပါတ်1ကမှအင်္ဂါဘယ်နှပါးရှိလဲ2ပါးပါဗျာဘာလဲဝိဇ္ဇာတိပါဒံဒါမှတော့နံပါတ်2ကမှဘယ်နှပါး5ပါးပါဗျာဘာလဲဝိညာဉ်နဲ့ယုတ်သရယတနာဖာတာဝေဒနာနံပါတ်3ကမှဘယ်နှပါး3ပါးပါဗျာဘာလဲတဏှာဥပါဒံကမ္မဝါနံပါတ်4ကမှဘယ်နှပါးသာတိသာတိသရမရဏအင်္ဂါ7ပါးရှိတယ်ဘယ်နှပါးရှိလဲ7ပါးရှိတယ်ဆိုတော့ဒီမှာပြတာနံပါတ်1မှာဘယ်နှပါး2ပါးနံပါတ်2မှာ5ပါးဆိုခန္ဓာ5ပါးပေါ့ဟုတ်လားနောက်တစ်ခါဒီမှာကြည့်တန်တရာလေလေးတရားတာကနံပါတ်3ကမှာဘယ်နှပါး3ပါးပါနံပါတ်4ကမှာ2ပါးပါသာတိသရမရဏဒီဇာတိသရမရဏဆိုနောက်ဆုံးမှာမရဏလို့ခေါ်တယ်မရဏဆိုတာဘာလဲတေတာဘယ်မှာရှိတယ်ခန္ဓာရှိတယ်တေအိမ်မှာထားသေးလားထားပါဘူးဗျာအလုံးတော့ဟုတ်လားကျောင်းလို့ရှင်းလိုက်ကြပြောနေတယ်ပြုံးတယ်တော့ဒီကကြီးမထားတော့ဘူးစကြကားပါတယ်ဟုတ်တယ်မလားဒီကမှရှင်းလိုက်ကြပြုံးတယ်တော့မထားတော့ဘူးအလုံးမထားလို့မတင်းတယ်လို့မထားတော့အဲ့တော့မသာလို့ခေါ်တယ်အားလုံးကလည်းသာလို့လားမသာလို့လားမသာတော့ဘူးလေဟုတ်တယ်မလားသာရရှင်ကထားတယ်မသာရရှင်ကထားတော့ပါဘူးဗျာမထားတော့ဘူးသာရရှင်ကထားပါတယ်မသာရရှင်ကမထားတော့မသာလို့ခေါ်တယ်ခန္ဓာကိုပြေတော့မသာလို့ခေါ်တယ်ဘာလို့မသာဘာကြောင့်ဒီခန္ဓာကိုမသာဖြစ်နေတာလဲမသိချင်ဘူးလားသိချင်ပါဗျာအားလုံးမသာဖြစ်တာလို့ပြီးတော့ပြောရမယ်နော်ဒီမှာနောက်ဆောက်ပြီးတော့ကြည့်ရတယ်ဒီမှာဒိဋ္ဌသမုပ္ပါဒ်ကိုမရဏဒီမှာမရဏဆိုတာသာတိဆိုတဲ့ဘေကလာတယ်လို့ကမ္မဘောဘေကလာတယ်ဆိုရင်ကိုယ်လည်းဘေကလာတယ်ဆိုရင်တဏှာဘေကလာတယ်ဝေဒနာဘေကလာသတ္တဘေကလာသလနာဘေကလာနေယောဘေကလာဝိညာဉ်ဘေကလာသင်္ခါရဘေကလာဝိဇ္ဇာဆိုတာမသိဟ
ဝိဇ္ဇာဆိုတာမသိတာပါဗျာမသိဘာကိုမသိတာလဲအမှန်ကိုသိတာအမှန်ပဲမှာရှိတာလေခန္ဓာမှာရှိပါဗျာအော်တာနာတာသိတာအဲ့ဒါမသိလို့ပါတယ်ဆိုတော့ဒီမတဟာဘာကြောင့်ဖြစ်တာလဲဆိုဒီမသိတဲ့အဝိဇ္ဇာကြောင့်ဒါကြောင့်မသိမသိပါလားမသိတာဖြစ်နေမသိပါဖြစ်တာလေပါဗျာဒါရအမှန်တရားမသိပါပြောလေဘဝတိုင်းဟာမသိလို့ဘာဖြစ်တော့တာလဲပတာတဘွားလာလေမတာပဲနောက်တဘွားလာလေမတာပဲဒါဆိုရင်မသိအောင်ကြိုးစားမလားသိအောင်ကြိုးစားမလားသိအောင်ပါဗျာသိတာကိုဝိဇ္ဇာလို့ခေါ်တယ်မသိတာကိုဝိဇ္ဇာသိတာကိုဝိဇ္ဇာတရားဟောတာလေဓမ္မစကြာဝိဇ္ဇာဥဒ္ဓပါတိညာဏဥဒ္ဓပါတိအလောကဥဒ္ဓပါတိဟုတ်တယ်မလားအသိဉာဏ်ရှိတာတဲ့ဒီလိုပြောတယ်အသိဉာဏ်ရှိမှဝိဇ္ဇာဖြစ်တာဝိဇ္ဇာဖြစ်ပြီးမှသေတယ်မတာဘွားကလွတ်မြောက်တာမဟုတ်လားဒါကြောင့်ဥစ္စာတော်တရားမတွေကိုသူများကိုသိတာတဲ့ကိုယ့်ဟာကိုယ်သိအောင်ကြိုးစားပါသူများခန္ဓာကိုသိတာတော့ကိုယ်ခန္ဓာကိုသိအောင်ကြိုးစားပါဟုတ်တယ်မလားကိုယ်ခန္ဓာငါ$50လာပြီအဲ့မရှိတော့ဘူးငါတော့လုပ်ရတော့မယ်အိမ်မှာလုပ်လို့ရတယ်ငါမလေးဖြစ်ဖြစ်စေမလေးဖြစ်ဖြစ်လုပ်လို့ရတယ်ဟုတ်တယ်မလားမလေးကတော့တရားကြီးပြောကိုရေးဆိုတရားကြီးပြော$50နဲ့ရှိသည်ပေါင်းကြီးတဲ့တရားတစ်ခါမှမနာဘူးလေဒီမှာနေတာမလေးကပထမဆုံးနာတာလေဒီတရားလေးဒါတော့နောက်ဆုံးမှမျက်နှာလေးပြုံးလို့သဘောကျတော့ပြီးတော့တယ်သူရအပူတွေနဲ့ငြိမ်းချမ်းတော့တယ်ဆိုတော့အစားတော့ကြည့်ပူလောက်နေတာဟုတ်တယ်မလားဟုတ်တော့သိတဲ့ပုဂ္ဂိုလ်ကအေးချမ်းမှုတွေရတယ်မရဘူးလားရပါဘူးဒါကြောင့်စားရင်လည်းအပိနာစားပါအလုံးလုံးရင်လည်းအပိနာတော့ငါခန္ဓာကိုယ်ကြီးအိုခြင်းနာခြင်းသိခြင်းအမှန်ရှိတယ်ဒါကြောင့်ငါတို့ကလွဲမြောက်အောင်ကြိုးစားရမယ်အိမ်မှာဖြစ်လုပ်ရမယ်ဆိုတဲ့အပိညာတစ်လုံးချီအောင်ကြိုးစားမလားကြိုးစားဘူးလားဒါကြောင့်မသိရင်မပြောလေမသိရင်ဘဝတဲ့မသိလို့ဘာဖြစ်တာလဲဖြစ်တာအဲ့ဒီလိုလွဲအောင်ကြိုးစားလို့အောင်ကြိုက်ရတယ်နော်အဲ့မှာစင်ပါပြီပါလေတရားကိုပြနဲ့3ပါးအစက်ကိုပြောပေးမယ်အားရလေ3ပါးအစက်အစာရုံးပါလေနော်ဒီမှာအစက်ဆိုတာဒီမှာစာရေးထားတယ်တွေ့လားအလုံးစုံသိစေကြလို့အချင်းလေးပွားပေးနေတာဒီမှာစက်ထားတာတွေ့လားနောက်ကဒီနားမှာစက်ထားတာတွေ့လားတွေ့တယ်မလားအဲ့ဒါဒီမှာတွေ့လားအားလုံးလိုက်ဆို3ပါးအစက်ဆိုဒီမှာ3ပါးအစက်ဆိုဒီမှာသင်္ခါရနဲ့ဝိညာဉ်တစ်ဆက်သင်္ခါရနဲ့ဝိညာဉ်တစ်ဆက်ဝေဒနာနဲ့တဏှာတစ်ဆက်ဝေဒနာနဲ့တဏှာတစ်ဆက်ဓမ္မဘဝနဲ့ဇာတိတစ်ဆက်ဓမ္မဘဝနဲ့ဇာတိတစ်ဆက်ဆိုကြပါဦး3ပါးအစက်ဆိုဒီမှာသင်္ခါရနဲ့ဝိညာဉ်တစ်ဆက်ဝေဒနာနဲ့တဏှာတစ်ဆက်ဓမ္မဘဝနဲ့ဇာတိတစ်ဆက်3ပါးအစက်မှာတန်တရာလေဘုံနဲ့ပြည့်ဘုံကိုပြောပေးမယ်အဲ့ဒါနော်ဒီမှာခြေတာသင်္ခါရနဲ့ဝိညာဉ်တစ်ဆက်ဒီအစက်ကကျော်လွယ်တော့ပြီဟိုဘက်ရောက်တော့ပြီရှိသေးလားရှိတော့ပါမရှိတော့ဘူးဆဲပြီလေဟုတ်တယ်မလားဒါကဒီမှာကျကံမဘွားတဲ့ဇာတိဆက်ပြီလားဆက်ပြီဘူးမရောက်သေးဘူးဟုတ်တယ်မလားဘာအရေးကြီးလဲဆိုတာဒီမှာကျဝေဒနာနဲ့တဏှာဆဲအရေးကြီးဆုံးပဲဝေဒနာဆိုတာခံစားတတ်တဲ့သဘောတဏှာဆိုတာလိုချင်တယ်ဝေဒနာဆိုတာခံစားတယ်တဏှာဆိုတာလိုချင်တယ်ဘာလို့လိုချင်တာလဲခံစားဖို့အတွက်ဘာလို့လိုချင်တာလဲခံစားဖို့အတွက်ဟုတ်တယ်မလားမျက်စိတစ်ခုလိုချင်တယ်ဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ့်ရဲ့ဘဝတာယာဖို့အတွက်လိုချင်တာဟုတ်တယ်မလားမခံစားဆိုဒီတဏှာဖြစ်ပါမလားဖြစ်ပါပါဗျာဒါကြောင့်ဘာလို့ခံစားချင်တာလဲဆိုလိုချင်လဲဆိုခံစားဖို့အတွက်ပေါ့မဟုတ်လားအဲ့လိုခံစားဖို့အတွက်တဲ့အဲ့ဒါမှဥဒ္ဒနောတရားဓမ္မတွေကြည်လိုက်စားလိုက်တဲ့ခုဒီနေ့အာဟာရတစ်ခုစားလိုက်တာပဲအဲ့ဒီအာဟာရတစ်ခုစားလိုက်တော့ဒီအာဟာရကိုမနက်နဲ့စားချင်တယ်မနက်နဲ့စားချင်တယ်စားချင်တော့ဘာလို့ဖြစ်မလဲဆိုဝေဒနာပစ္စယတဏှာပရိစ္ဆသမုပ္ပါဒီမှာကြည့်လိုက်ကျိုးလေးပေါ်နေတာတွေ့လားဝေဒနာပစ္စယပရိစ္ဆသမုပ္ပါလေလံမဟုတ်လားဒကာကြီးကအပြန်သွားလိုက်တယ်ခဏလောက်တော့ဒီဒကာမကြီးကဆေးမချဘူးဒကာမကြီးကိုဒကာမကြီးကဟာဘလို့လေးစက်ကတန်းပြီးတော့ဖြစ်နေတယ်
အဲ့ဒါဘာနဲ့ဆက်တယ်ဝေဒနာနဲ့ခန္ဓာဆက်တယ်ဘာနဲ့ဆက်တယ်လားလေဝေဒနာပစ္စယဒိသသမုပ္ပါဒေလဆက်တယ်လားမဟုတ်လားအဲ့ဒီလိုဆက်ပြီးတော့သိသွားမယ်ဆိုရင်ဘာဖြစ်လဲဆိုအပေလေးပုံရောက်တယ်တပည့်တော်ပေါ့တရားနာနေတဲ့အချိန်မှာစိတ်တွေရောက်နေကြတယ်တရားရောက်ပါဘူးအဲ့ဒါဆက်လားဆက်ပါမဆက်ဘူးမဆက်ဒီမှာကျဝေဒနာနိရောဓနိရောဓသေသာသမုပ္ပါဒဘလို့အေးချမ်းနေကြလားမအေးချမ်းဘူးလားအေးချမ်းပါအဲ့ဒါတော့ပြောတာတရားနာပါတရားနာလုံးဝတရားထုံးတဲ့ဝန်လေးထွက်နေလို့ဘောဖျားဝဲလေးတွေတဲလို့နာရီဝဲဆိုနာရီဝဲဖုံးနေပါလေလို့မရှိနဲ့ဘာမလို့လဲတဲနေရင်ဝေဒနာချုပ်ရင်တဏှာချုပ်တယ်တဏှာချုပ်ရင်ဥပါဒနဲ့ချုပ်ရင်ဘောကချုပ်ရင်သာတိချုပ်ရင်စရဝရဏချုပ်ပါစရဝရဏချုပ်ရင်အောင်နောက်က၅မျိုးရှိသေးတယ်အောင်လိုက်ဆိုတောကဆိုရင်ချင်းပရိဒေဝဘုရားချင်းဒုက္ခကိုစေခြင်းဒေါမနတစေခြင်းဥပါယတဤသောကုလုံးခြင်းငါမျိုးတို့သည်ဆုံးမိပါသည်မကောင်းဘူးလားဆိုရင်ဘုရားမှုရှိသေးလားအဲ့ဒါကြောင့်ကိုယ့်ရဲ့တရားနာလေးချင်းအပြင်မတော်တဲ့ရှင်မလေးအဲ့လိုတရားစီလေးထားပြီးတော့စစ်ပရိသတ်မှုပဲဆက်ပြီးတော့တော်မနေနဲ့ဖြတ်ပြီးတော့တော်ပါဖြတ်မှအေးချမ်းတာဟုတ်တယ်မလားဆဲရင်ပူလောင်တယ်ဆဲရင်ပူလောင်ဝေဒနာနဲ့တဏှာကြောင့်ဖြတ်ပါတဲ့ပြောကြည့်ပါဘာနဲ့ပါဖြတ်မလဲဝေဒနာနဲ့တဏှာကြောင့်ဖြတ်ရမယ်ဖြတ်တော့ကြိုးစားမယ်ငါတော့နော်ဖြတ်မှအေးချမ်းမှဆိုတော့ကဲအခုတရားနာနေတဲ့အချိန်မှာဝေဒနာပစ္စယကနာပရိသတ်မဘလေးနေတာလားဟုတ်ပါဘူးဘယ်လိုဖြစ်နေတာလဲဝေဒနာနိရောဓနာနိရောဓပရိသတ်သမုပ္ပါဒဟုတ်နေတာဒီလိုစိတ်ကိုထားလို့ရရှိတယ်အဲ့ကိုစိတ်မချတာဘာတွေကိုရှိမှရှိလားရှိပါဘူးမရှိဘူးလားဆိုတော့ပြောနေတာအပြားပြီးပြောနေတော့ဒီလိုလိစ္ဆာဒုက္ခနေတာဆိုတော့ပြောလို့မရသေးဘူးစိတ်ရောက်ချင်ရောက်နေမှာဟုတ်ကတခါတော့ပြားနေတာဖြစ်လို့ဟုတ်တယ်မလားဘယ်လောက်တန်ဖို့ရှိတယ်ဆိုတာပြောပြတာနော်ဒါလို့ဘဝမှာအေးချမ်းတယ်ဆိုတာဝေဒနာရှောက်ရင်တဏှာချုပ်တော့တယ်နောက်ဆုံးတောကပရိဒေဝဒုက္ခဒေါမနတာအကုန်လုံးရှောက်ပြီးတော့တယ်အဲ့ဒါကြောင့်အသိဉာဏ်လို့ခေါ်တယ်အသိဉာဏ်ဆိုတာဘာလို့ခေါ်လဲမေဃသစ္စာသိဉာဏ်ဆိုတာဘာသစ္စာလဲမေဃသစ္စာအခုအသိဉာဏ်နဲ့တရားနာနေတာမဟုတ်ဘူးလားအဲ့ဒီလိုရှောက်ကြည့်အောင်ပေါ့သုံးပါးဆက်ကိုဖျားရပြီးတော့သုံးပါးဆက်ပြီးတော့ပါလေတရားမူလားဆိုတော့မပါဘူးလေတရားမူလားဆိုပိဋကတ်တော့မှာလေမပါဘူးမူလားနဲ့ဖြာလေးပါလေမူလားပါပဲတိုးတော့တိရောက်ပြောင်းလေးပဲဘုံကနားလေအောင်မူလားနဲ့ဖြာဆိုတာဘာနဲ့ပါလဲဝိဇ္ဇာနဲ့ခဏဝိဇ္ဇာနဲ့ခဏတရားမူလားကြတော့ဒီလိုတစ်ခေါက်ဆိုပေးတယ်တရားမူလားကြတော့ဒီမှာကြတော့တရားမူလားဘယ်လိုဆိုလဲဆိုတဏှာနဲ့အဝိဇ္ဇာနဲ့ဒီလိုပြောပြန်တရားမူလားကြတော့ဘာလဲပါလဲတဏှာနဲ့ဝိဇ္ဇာလဲအဲ့ဒါဥပမာတစ်ခုပြောပြမယ်မူလနဲ့ဖြာရဲ့ဥပမာဘာပြောလဲဆိုတော့အဝိဇ္ဇာနဲ့တဏှာဆိုအဝိဇ္ဇာဆိုတာမသိတဏှာဆိုတာလိုချင်တယ်အဲ့ဒါအကန့်တစီမကြောက်ဘူးလေကန့်တယ်လို့တစီကိုကြောက်လားကြောက်ပါမကြောက်ဘူးကြောက်သေးလားကန့်တယ်လို့တစီကြောက်တာမရှိတော့ဘူးဟုတ်တယ်မလားအဲ့ဒါအကန့်တစီမကြောက်ဘူးလေပြောပြန်ဆိုတော့ဒီမှာတရားမူလကြတော့ဘာပြောတဏှာနဲ့အဝိဇ္ဇာဆိုတော့တဏှာဆိုတာဘာပြောလဲအရှင်းမှမျက်စိမရှိဘူးအဲ့လိုပြောတယ်အရှင်းမှရှင်းလာတဲ့ပုဂ္ဂိုလ်ကအကဲနဲ့တူတယ်မဟုတ်လားရှင်းဒီမှာနဲ့တူတယ်အကဲနဲ့တူတယ်တချို့မျက်စိတလုံးကန်းနေတဲ့ရှင်းတာပဲဦးဇင်းတော့တရားကြီးပြောကငယ်ငယ်လေးဒီဦးဇင်းကြောက်လာတရားကြီးဆရာတော်ကြီးလို့ပြောတော့စကားပြောတရားကြီးကဒီလိုပြောနေတာကိုအားကြီးလေတရားကြီးအားကြီးဘယ်ကြီးနေတာပဲလေအဲ့လိုပြောတယ်ဟိုတရားမားလေးပါရှင်ပြကြီးလို့ပြောနေတာလေဘယ်ဟုတ်လဲသူကမျက်စိစောင်းနေတာစောင်းနေတာအဲ့ဒါကိုလေတရားမားကတရားမားဘလို့ရှင်းတာလဲတော့သူတော့စောင်းစောင်းလေးတားတယ်လို့ပြောလို့ဒီလိုရှင်းလိုက်မျက်စိမရှိဘူးတချို့ကတော့ကတော့ရှင်းတာပဲဟုတ်တယ်မလားကတော့ပါလေကတော့ဆံမတဲလို့ကြည့်တာပဲလေငယ်ငယ်တော့ဟုတ်လားအဲ့လိုရှိတယ်တချို့သပင်းပြန်ဆိုင်တယ်တချို့သပင်းပြန်ဆိုင်တယ်အဲ့ဒီလိုရှိတယ်အဲ့
အဲ့ဒါကအရှင်းမှမျက်စိမရှိဘူးဒီလိုပြောတယ်တဏှာနဲ့အဝိဇ္ဇာအဲ့ဒါပြောတာဟုတ်တယ်မအဲ့ဒါကိုပြောပြတာသူကသိတော့ဥပမာနဲ့ပြောပြတာနောက်အဲ့ဒါပြီးတော့ဗာလေဆို3ပါးစစ်ဝဲ3ပါးကိုပြောပြမယ်နော်ဝဲ3ပါးဆိုတော့ဝဲဆိုတာလုံးတယ်လေတယ်ပတ်တယ်ဝဲတာတာပေါ့အဲ့ဒါဆိုဒီမှာကျင်းဝဲ3ပါးဆိုတာအာမလိုက်ဆိုခိလေသာဝဲ3ပါးခိလေသာဝဲ3ပါးဓမ္မဝဲ2ပါးဝိပါကဝဲ7ပါးဟုတ်ကြပါဦးခိလေသာဝဲ3ပါးဓမ္မဝဲ2ပါးဝိပါကဝဲ7ပါးကိလေသာဆိုတာစိတ်ကိုပူပန်စေတဲ့ညှိုင်းနှံနေတာကိုကိလေသာလို့ခေါ်တယ်။ဒါကစိတ်ပူလောင်ပြီးတော့မဖြစ်ဘူးလား။ဖြစ်ပါဘူး။ဒါကစိတ်ညှိုင်းပြီးမဖြစ်ဘူးလား။ဖြစ်ပါဘူး။ကိလေသာလို့ခေါ်တယ်။ဘာလို့ခေါ်လဲ။ကိလေသာဝဲဆိုတာဘာလဲဆိုတော့ဒီမှာကျိုးလဲတော့နေတာတွေ့လား။တွေ့ပါဘူး။တွေ့လား။တွေ့ပါဘူး။အဲ့ဒါတိကျမှပါလား။ဒီကောမပါလားမပါဘူးအောင်လိုက်ဆိုကိလေသာဝဲ3ပါးကိလေသာဝဲ3ပါးဝိဇ္ဇာနာဒံပါဒံကမ္မဆိုတာဘာပါလဲဆိုကျက်ပိုက်လိုက်ဆက်တယ်ကမ္မဆိုတာภาษาကကာယကဝစီကမတော့ကနဲ့စုမတော့ဘူးလားကမ္မလို့ခေါ်တယ်နားတော့အဲ့ကမ္မဆိုတာ2ပါးရှိတယ်ဒီမှာကြည့်မကျိုးလဲတော့တွေ့လားအဲ့ဆိုကမ္မဝဲ2ပါးကမ္မဝိနပါခါရနဲ့ကမ္မဘဝသင်္ခါရနဲ့ကမ္မဘဝအဲ့ဒါဒီမှာကျင်းကျိုးတွေပေါ်တာဒီကျိုးတွေကဒီကတ်တီရောက်တော့တယ်ဒီဘာနံပါတ်2ခွက်တီရောက်တော့ဒီကျိုးက6ပါးကြီးလို့မဖြစ်ဘူးဆိုတော့ဒီဝိပါကဆိုတာဘာပါလဲဆိုခန္ဓာကိုပြောတာဝိပါကဆိုတာအကျိုးဆိုတာခန္ဓာကိုပြောတာခန္ဓာဘာဝဲလဲဆိုတော့ဝိပါကဝဲခန္ဓာဘာဝဲလိုက်တာဝိပါကဝဲလိုက်ခန္ဓာမပူဘူးလားမရေဘူးလားယောဂမဖြစ်ဘူးလားဖြစ်ပါတယ်အမျိုးမျိုးမဖြစ်ဘူးလားဖြစ်ပါတယ်ဘာဝဲလိုက်တာလဲဝိပါကအေးမတော်လူများခြေတစ်ဖက်ကျိုးလို့မြန်လို့တလုံးနဲ့အကံလို့ဒီလိုဝဲလိုက်တာလို့မမှန်နဲ့ကိုယ်ခန္ဓာလေးဝဲပေါင်းကြည့်လို့မှန်တာဘာကောင်းကြည့်လဲဘာဝဲလိုက်နေတာဝိပါကဝဲလိုက်နေတာ7ပါးရှိတယ်ဝိပါကဝဲ7ပါးရှိတယ်အာလုံးကြည့်တာဝိပါကဝဲ7ပါးဝိပါကဝဲ7ပါးဝိညာဉ်ဉာဏ်ယုတ်ကာလယေနာကာလဝေဒနာသာတိပါဒတိဘဝဆရာမရဏဝိပါကဝဲဘယ်နှပါး7ပါးရှိတယ်လေဝဲ3ပါး4ပုံနဲ့ကျက်ပုံကိုပြောပြီးတိုးတော်နဲ့လို့ဒီမှာကြည့်ရအောင်ကိလေသာဆိုတာအခိုက်အမာလူတယောက်ကိုဘယ်သူကခိုက်တာလဲကိလေသာခိုက်တာဟောဒီမှာကိလေသာခိုက်ကြမရှိဘူးဒီကနေ့ခိုက်ဖို့ကိလေသာဟုတ်တယ်မလားကိလေသာဘာပေါ်လိုက်မတော့မျက်နှာဖုံးနေပြီဟုတ်တယ်မလားကိလေသာခေါ်ရှိတယ်လေခိုက်မှာကိလေသာခိုက်တာဘယ်လိုခိုက်တာလဲကိလေသာခိုက်တာဟုတ်လားဘုန်းကြီးတွေကကိလေသာခိုက်တာရှိသေးလားရှိပါဘူးကိုတော့ရင်ပေါ်လာစင်လာဒါပဲတော့လွယ်လွယ်တာမဟုတ်လားဒီကမှာကြကိလေသာခိုက်တာစာဝတ္တဘုမရှိတိုင်းပြီးကြွရတယ်ဟုတ်လားဟုတ်ပါတယ်ခိုးပြီးတော့ကြွရတယ်ဟုတ်ပါဘူးဒါကြီးကိုခေါ်နေတာဒါကြီးကကံကောင်းလို့အများကြီးမြန်မာနိုင်ငံမှာကိုယ်တော်ရောက်လူတော်ရောက်ဟုတ်တယ်မလားမရှိလို့တရားတယ်လေကိလေသာခိုက်နေပြီလေစာဝတ္တဘုမလိုဘူးလားအမျိုးမျိုးလေးလိုတိုင်းပြီးလုပ်ကြရတယ်ဘဝတန်တာကြောက်ကြကောင်းတာပြောပြတာဟုတ်တယ်မလားကိလေသာကခိုက်ကံမနဲ့မလုပ်ပြဘူးလားလုပ်ကြပါဘူးဒါနဲ့ချင်းတဲ့ပဇာနဲ့လင်ရတယ်လင်တော့ရတယ်မဟုတ်လားဟုတ်ပါဘူးဘာလဲမှမလျှော့ဒီလိုလာတာကိုအဲ့ဒါကကံမနဲ့လုပ်တာကိလေသာကခိုက်တယ်ကံမနဲ့လုပ်တယ်ခံရတာတခြားနဲ့ခံရလားဝိပါကနဲ့ခံရလားဝိပါကနဲ့ခံရတယ်အဲ့ဒါနော်အားလုံးလိုက်ဆိုကိလေသာကခိုက်သမားကိလေသာကခိုက်သမားကံမကအလုပ်သမားဝိပါကဝေကခံသမားခံသမားဆိုဖြစ်ပါဦးကိလေသာကခိုက်သမားကံမကအလုပ်သမားဝိပါကခံသမားခံတာနဲ့ခံရတယ်မခံရဘူးလားခံပါပါဘယ်တော့ဒီခံရတယ်ဒီလားဒီလာလေးပဲတော့မြင်ကလေးရလာရင်ခံရမယ်ဖို့ဒီမြင်သိကြလို့ပဲတတိအဲ့လိုခံရမှာဝိပါကနဲ့ဟုတ်တယ်မလားအဲ့ဒီလောက်ဒီခန္ဓာကိုကြည့်ရခံရရတယ်တာခိုင်လာတဲ့ခံသမင်ခိုင်လာတဲ့ခံမျိုးမျိုးခံအိုတာလည်းမရှိဘူးလားရှိပါဘူးနာတာလည်းမရှိဘူးလားရှိပါဘူးယောဂမျိုးမဖြစ်ဘူးလားဖြစ်ပါဘူးနောက်ဆုံးသိရမှာလားမသိရဘူးလားသိရပါပါဘာဝဲလိုက်တာလဲဝိပါကကိုဝဲလိုက်တာကိုသိဖို့လို့ဘယ်တော့နော်ကိုဝဲလိုက်တာကိုမသိဘူးဆိုရင်
ဘသူကပြန်ခိုက်မလဲဆိုကိလေသာခိုက်မှာကဏ္ဍနဲ့ဥပဒေပါဝဲလေကိလေသာခိုက်ပါနဲ့လုံးလေကမ္မနဲ့လုံးလေလောင်နာကဇာတိပါဝဲနဲ့ကြောင်းလေဘုရားပါဝဲနဲ့ဟာမှာအဲ့တော့အားလုံးလိုက်ဆိုကိလေသာဝဲကခိုက်သမားကိလေသာဝဲကခိုက်သမားကမ္မဝဲကလုံးမှာဝိဘာဂဝဲကဝိဘာဂဝဲကိုမသိဘူးဆိုဘသူကခိုက်မလဲကိလေသာခိုက်မယ်ကိလေသာခိုက်တော့ဘာနဲ့လုံးမလဲကမ္မနဲ့လုံးလိုက်တော့ဘာဝဲနဲ့ခင်ရမလဲခင်ရမှာမထမ်းတော့တရားကောက်ပြကောက်တရားကောက်အဲ့ဒီလိုခီကန်မနဲ့တာတယောက်ရှိတယ်လေနဲ့တာပဲတယောက်ရှိတယ်နဲ့တာတယောက်နဲ့ပြင်မှာသူတို့ကနဲ့တည်းနဲ့ပျော်နေကြတာပေါ့မပျော်ဘူးလားပျော်နေကြတယ်နဲ့တည်းနဲ့ပျော်ပြီးတော့တယောက်ပေတော့နဲ့တယောက်ပေဖို့ဟာမြင်တယ်ငါတော့ပေတော့မယ်ပေါ့ပေတော့ဘာဖြစ်မလဲဆိုတော့တစ်ထည့်အိမ်မှာဖြစ်မှာဒီကအထည့်မှာဘာဖြစ်မလဲဆိုတစ်ထည့်မှာကြီးကဖြစ်မှာတဲ့အထည့်မှာဘာဖြစ်မလဲကြီးကအထည့်မှာဘာဖြစ်မလဲကြီးကဖြစ်မယ်နောက်တစ်ယောက်ကပေတော့ဘာဖြစ်မလဲဆိုနောက်ကုန်ဖြစ်မှာချက်ပုံဖြစ်မှာနောက်ဖြစ်မှာဘာဖြစ်မှာလဲနောက်ဖြစ်မှာပေါ့ဆိုတော့အဲ့ဒီလက်သားတစ်ယောက်ကတေတော့တစ်ထည့်ကြီးမှာလာပြီးကြီးကဖြစ်လာတော့ကဘာဖြစ်တော့တာလဲကြီးကဖြစ်လာတယ်တော့ကတော့ချက်ပုံဖြစ်မှာနောက်ဖြစ်တော့တာပေါ့မဖြစ်ဘူးလားအဲ့ဒီလိုနောက်ဖြစ်တော့ကြီးကအာရုံပြုပြီးတော့ကြည့်တယ်ငါတကယ်ချင်းပဲရောက်နေပါလေသူတို့ကသစ္စာပူထားတယ်ချက်ပုံကတော့ကဘယ်လိုပြီးပါလဲဆိုမင်းငါကပဲချက်ပုံဖြစ်မှာမနေချင်ဘူးတဲ့ငါကမင်းဟာကြီးကဖြစ်လာရင်ငါ့ကိုလာပြီးတော့ငါ့ကိုအရင်ပေတော့ငါ့ကိုအိုက်ပြီးဆောင်းလိုက်တယ်ငါပေတော့အေးတော့ပြီးနောက်ပြန်လို့ဖြစ်တော့မှာတဲ့အဲ့ဒီလောက်ကလေးလို့မပြောဘူးလားပြောလိုက်တော့အဲ့ဒီလောက်ကလေးနောက်ဖြစ်တော့ပြီကြီးကလေးဖြစ်တော့ပြီကြီးကအာယုံပြုတ်လက်ကျလိုက်တယ်တကယ်ချက်ပြန်ရှိတာလေဖြစ်နေတော့ချက်ပုံဖြစ်ပါပြီမြင်လိုက်တော့ကြီးကငါတော့မယ်ဒီလိုတဲဖို့တော့မှာပေါ့မတော့ဘူးလားတော့လိုက်တော့ကြီးကအဲ့ဒီချက်ပုံကခေါင်းတွေသူ့ပြီးတော့ကြီးကအော်တာပေါ့မဟုတ်ဘူးလားဘယ်လိုအားလဲကြီးကအော်တာပေါ့အဲ့လိုအော်တာပေါ့ကြီးကအော်တာပေါ့အော်တော့ဟိုကမတက်လာဘူးနောက်ကမတက်လာဘူးနောက်တစ်ခါအော်တယ်မတက်လာဘူးနောက်တစ်ခါအော်တော့ဒီပေါ်တော့လာဆုံးတာပဲဆိုနောက်တစ်ခါသားလေးခေါင်းတွေပြူပြီးပြတယ်ဒါလည်းတော့ရဲ့တကယ်ချင်းငါရောက်နေပြီလေပဲစားတော့ငါလို့ပြောတယ်နောက်ကိုမပြောဘူးလားပြောပါတယ်နောက်ကပြန်ပြောတယ်တဲ့ဘာပြောလဲဆိုတော့တကယ်ချင်းတဲ့မင်းတို့ကြီးကဘဝမှာတဲ့အမျိုးမျိုးရှာစားနေအောင်မယ်တဲ့ငါတော့ရှာစားစရာဘယ်လိုတော့ဒီမှာပြည့်စုံတာပဲလေဆောပေါ်နေရောက်နေလို့ပဲအဲ့ဒီလိုပြောတယ်တော့ကြီးကအဲ့ဒါကြောင့်ငါမသေးတော့ဘူးလေဒုက္ခလေးငါ့ကိုငုံခေါ်တယ်ရှိဖို့ဒီဟုတ်ဒီမှာထို့တူပဲလားကုသဇံတွေကလည်းထို့တူပဲတဲ့ဘယ်ထဲမှာပြောတာလဲပြောတယ်ကေတမညာညမညာမှာဟုတ်တယ်လားဒီကကေတယ်ပြတာတော့ဟုတ်တယ်လားအဲ့လိုမလွယ်ဘူးတော့ရာပေါ်လွယ်ပါမလားဒါကြောင့်ရှင်ဘုံတဲ့မှာဆက်တော့ပြောတယ်ဒါပြောတာအဲ့ဒီလိုဝဲနေတာကိုဝဲလိုက်နေတာကိုသိဖို့အရေးမကြီးဘူးလားရေးကြည့်ပါရဲ့ဗျာခန္ဓာရှိပြီဆိုရင်ဘာဝဲနဲ့ခင်ရလဲဝိပါကဝဲဟိုလောက်ဒီလောက်ပြည့်ပြည့်လောက်ရတာဘယ်သူကခိုင်းတာလဲကိလေသာဘယ်သူကလောက်တာလဲဘာနဲ့ခင်ရမလဲဝိပါကမခင်ရအောင်အတွက်အခုကိုဝဲလိုက်နေတာကိုသိအောင်ကြိုးစားရမယ်တဲ့ခဏနော်ဒီတော့ကြိုးစားပါကြိုးစားဘူးလားကြိုးစားပါဗျာသုံးပါလို့ပါတယ်ဝဲသုံးပါပြီးတော့ပါလေကာလပြန်ဗျာအားလုံးလိုက်ဆိုကာလသုံးပြဆိုဒီမှာမလေပြီးတော့အတိတ်ကာလဘုဖြစ်စေပိစုံပံကာလဖြစ်လက်တန်အနာဂတ်ကာလဆိုပါကာလသုံးပြဆိုဒီမှာလွန်လေပြီးတော့အတိတ်ကာလယခုဖြစ်စေပိစုံပံကာလနောက်ဖြစ်တဲ့အနာဂတ်ကာလကာလပြန်ဗျာဒီမှာကြည့်တော့ကာလသုံးပြဆိုတော့လွန်လေပြီးတော့အထိတ်ကာလကိုယ်နဲ့ဆိုင်သေးလားဆိုင်ပါဘူးဗျာမနေ့ကဖြစ်တော့ပြီပေါ့မဆိုင်တော့ဘူးပေါ့ဟုတ်တယ်မလားဟုတ်ကနောက်ဖြစ်လက်တဲ့အနာဂတ်ကာလမနက်ဖြန်မနက်ဖြန်တော့ကိုယ်မဆိုင်သေးဘူးဆိုင်သေးပါစဉ်းစားလို့တော့မရသေးဘူးဘာဖြစ်လာမလဲ
စာတော်ကြီးပွားထားတာရှိတယ်မနက်ခံတဲ့နှုတ်ဘွားတဲ့မနက်မဆိုတာဝေကြီးတဲ့နှုတ်ဘွားဆိုတာနေပြီလေအချိန်မရွတ်မတင်နိုင်ဘူးလားတင်နိုင်ပါဗျာပါရှိလို့ခန္ဓာရှိရင်ဒီကတော့အချိန်မရွတ်တင်နိုင်တယ်ခန္ဓာကိုယ်ကြီးကိုကိုယ်ထင်းမှာထားနေတဲ့ဟင်းတွေမားတွေတော့မှခန္ဓာလို့စိတ်ချလို့ရတယ်တဲ့ခန္ဓာကိုယ်ကြီးကိုခန္ဓာနဲ့စိတ်ချလို့မရဘူးလေရပါမလားမရပါဘူးဗျာအဲဆိုဤခန္ဓာကိုယ်ကြီးဒီခန္ဓာကိုယ်ကြီးဒီပြောလည်းမနဲ့မပြောလည်းပဲနဲ့ယုတ်ခနဲ့နာလည်းနာနိုင်တယ်နာလည်းနာနိုင်တယ်ယုတ်ခနဲ့ပေလည်းပေနိုင်တယ်မာတိဘုရားတရားမိဒီဘောင်ဒီခန္ဓာကိုယ်ကြီးဒီမပြောလည်းပဲယုတ်ခနဲ့နာလည်းနာနိုင်တယ်ပြောကြတယ်ပေလေးပေနိုင်သည်မာတိဘုရားတရားမိခြေချင်းတရားကဘယ်မှာရှိတာလဲခန္ဓာမှာရှိတာပါခန္ဓာမှာမနက်ဖြန်တော့မပြောနဲ့ဒီနေ့ပြစ္ဆုတ်ပံမှာဆက်ချက်တာကိုထားရမယ်ဟုတ်တယ်မလားပြစ္ဆုတ်ပံရေးမကြည့်ဘူးလားကြည့်ပါပါဘုရားယခုဖြစ်စေပြစ္ဆုတ်ပံကာလပြောကြည့်ပါဦးယခုဖြစ်စေပြစ္ဆုတ်ပံကာလဒိဋ္ဌသမုပ္ပါဒ်နဲ့ပြောမယ်ဆိုအကွက်ရှိတယ်အကွက်ရှိတယ်ပြည့်ကွက်နဲ့တော့ကွက်အင်္ဂါနဲ့ပြောမယ်ဆိုရှင်းလုံးရှိတယ်အင်္ဂါဘယ်နှလုံးလဲရှင်းလုံးပါဆိုကြပါဦးဝိညာဉ်ယုတ်ကာယနာဖတ်တာဝေဒနာတဏှာဥပါဒံကမ္မဘဝရှင်းလုံးရှိတယ်ရှင်းလုံးမရှိဘူးလားရှိပါတယ်ဗျာရှင်းလုံးဆိုတာဒီမှာခန္ဓာ၅ပါးရှိတယ်ခန္ဓာ၅ပါးဘယ်ကွက်ထဲမှာကွက်ထဲမှာပါဗျာဘယ်နှလုံးပေါ်တော့လဲသုံးလုံးပါဗျာဒါလည်းတဏှာဥပါဒံကမ္မဘဝအဲ့တော့တဏှာဆိုတာလို့ရှင်းတာဥပဒေဆိုတာဆွေးလိုက်တာကံပါပါဆိုတာအာထုအလုံးလိုက်ဆိုလိုချင်တယ်ဆွေးလိုက်တယ်အာထုတယ်ဒီပါလိုချင်တယ်ဆွေးလိုက်တယ်အာထုတယ်တရားမနာတရားအမတုတရားကိုနှလုံးမသွင်းဘူးဆိုရင်တနေ့လုံးမဖြစ်နေတာလေဆိုတော့လိုချင်တယ်ဆွေးလိုက်တယ်အာထုတယ်ဒါပဲဟုတ်တယ်မလားအခုချိန်မှာအဲ့ဒါရှိတာရှိပါဘူးဗျမရှိဘဲနှလုံးလဲဟုတ်အားလုံးပါဗျာအားလုံးဒီမှာကြည့်ဝိညာဉ်ယောဂကာယနာဖတ်တာဝေဒနာဒီတော့မရှိလားမရှိပါဘူးဗျာဟောအဲဆိုတရားမလားတရားအမထုတ်ဘဲနှလုံးရှင်းလုံးပါဗျာတရားနာတရားအထုတ်ရင်အားလုံးပါဗျာတရားမလားတရားအထုတ်ရင်ရှင်းလုံးပါဗျာတရားနာတရားအထုတ်ရင်အားလုံးပါဗျာရှင်းလုံးနဲ့အားလုံးတရားကြိုက်တယ်အားလုံးပါဗျာနားပါနားပါအဲ့လိုဖြစ်တယ်တော့တဏှာနည်းနည်းတဏှာဖြစ်တာဘုရားကအရှိတဲ့ဒုက္ခရောက်နေရောမာလုံးနဲ့နေအေးဆက်နေတော့ဟုတ်တယ်လားဘုရားတရားနာနေတယ်လုံးမှန်ပါဗျာအဲ့ဒါဘယ်ပါငါပါအပေါ်ရရှိလားရှိပါဘူးဗျာဝိသနာတွေရှိလားမရှိပါဘူးဆိုးနေတာတွေရှိလားမရှိပါဘူးအကောင်းတဲ့စိတ်တွေရှိလားမရှိပါဘူးဗျာမရှိဘယ်နှလုံးအားလုံးဒီကွက်ထဲမှာလေကွက်ထဲမှာပါဗျာဒါကြောင့်ဒီကွက်ကသုံးကဖြတ်ဆိုတာဒီလိုပြောတာဖြတ်ရမယ်နော်ဒါကြောင့်ဒီတဏှာနည်းနည်းလို့ဆက်နည်းနည်းတော့ခရောက်တယ်နည်းနည်းပါပါဆွေးရင်နည်းနည်းတော့ခရောက်တယ်မဟုတ်လားဒါကြောင့်ငါးလုံးနဲ့ရှစ်လုံးဆိုရင်ဦးကျဲလို့တရားမားတွေကိုမေးမယ်နေမကောက်ထိုင်မကောက်ဖြစ်လာပြီဆိုရင်ဒီပရိစ္ဆသမုပ္ပါဒ်ဆက်မြင်အောင်ကြည့်ပြမဗျာ။အောင်ရအဲ့ဒါမြင်ဟောနေတာ။နော်ဒီဟာကိုဟောဖို့ဆိုဆင်းမရလောက်မှကုန်သွားတယ်။အဲ့တော့နော်ကံကောင်းတယ်လို့မှတ်တာဒီတရားနာရတာ။ဘာကြောင့်ကံကောင်းလဲဆိုတော့ဝဲထုလေးတစ်ခုပြောပြမယ်။အရင်ခေါက်သုံးတရာဆိုတဲ့ရှင်ပြန်တစ်ပါးရှိတယ်။အားရှင်ပြန်လဲသုံးတရာရှင်ပြန်နာမည်သုံးတရာလို့ခေါ်တယ်။အဲ့ဒီရှင်ပြန်ကြီးဟာငါတရားနာခြင်းလေသစ္စာတရားနာခြင်းလေဆိုပြီးအဘာကြီးကိုပဲပြီးတော့ခြားတယ်။သစ္စာတရားနာဖို့ခြားတာဟုတ်တယ်မလားခြားလားမခြားဘူးလားခြားပါခြားလိုက်တာပို့တိုက်ပြီးမှသစ္စာတရားဟောတဲ့လူမရှိဘူးနောက်တောင်ပြောနေတော့ကြတောင်းနေလိုက်ရှာတယ်ဟာသစ္စာတရားဟောသစ္စာတရားပရိစ္ဆသမုပ္ပါဒ်သစ္စာတရားကိုနားမယ်ဒီပုဂ္ဂိုလ်ဟောတယ်လေဒီလိုကြော်ညာပေးတာဟောတဲ့ပုဂ္ဂိုလ်မရှိဘူးလေရှိလားမရှိပါဘူးဗျာလိုက်ရှာတာနော်လိုက်ရှာတာအဲ့ဒီလိုရှာရတဲ့တရားမင်းကပြင်နေပေါ်ကတရားမင်းကပြင်လိုက်တော့တရားမင်းက
ညာရှိပုံနာရောဆောင်ပြီးတော့တကောနဲ့အောက်ကိုဆင်းပြီးတော့အဲ့ဒီတော့ဘာလဲဖန်ဆင်းလိုက်လဲဆိုဘလူကြီးကိုဖန်ဆင်းလိုက်တာအကြမ်းများဘာဖန်ဆင်းလိုက်တာဘလူကြီးဖြစ်သွားပြီဟုတ်တယ်မလားအဲ့ဒီဘလူကြီးကပြုံးဆိုရှင်ပြန်လာရောက်လာတယ်အဲ့ရှင်ပြန်ကြီးဘာလို့ဟောတော့လဲဟာဘလူကြီးရဲ့သစ္စာတရားကိုနာချင်တာတဲ့ပရိစ္ဆာသမုပ္ပါဒ်သစ္စာတရားကိုဟောပြဖို့လူတရားမှမရှိဘူးလေအဲ့ဒါကြောင့်အဲ့ဒီတရားကိုနာချင်လို့လာတာလေတကယ်နာချင်တာဟောတယ်ပြောတယ်ဟောတယ်ဘလူကြီးကမပြောဘူးလားပြောပါရဲ့ဗျာသို့တော်လေငါဟိုးမအောက်ကိုဆင်းမယ်တဲ့ကြောက်ထဲကိုပြီးတော့ငါပဇာဟာထားမယ်အပေါ်အောက်ကတဲ့အဲ့ဒီငါရဲ့ပဇာကိုခုံဆန်းလိုက်တယ်ငါဓမ္မသစ္စာတရားဟောပေးပါလေအသေးခံမှာမှန်ပါဗျာနော်တုံကြရမယ်ကြီးကဘလို့ထိနာခြင်းလို့ခုံဆန်းမယ်ပါလေနာမှာပေါ့သစ္စာတရားကိုတန်ဖိုးထားတာလိုက်ရှာတာအခုတရားမတွေကိသစ္စာတရားကိုလိုက်ရှာဖို့လိုလားမလိုပါဘူးဗျာဒီကလာဟောနေပြီဟုတ်ပါပါဘူးလာဟောတာသစ္စာဘုံကြီးလို့တော့တရားမတွေကဖုန်ကြီးတော့ဖုန်ကြီးတယ်အဲ့ဒါတော့ဆရာတော်ကိုလည်းလာဟောနေတာစဉ်းစားကြည့်တရားမတွေကဘုံကြီးတာဆရာတော်ကလိုလာဟောနေတာဟုတ်တယ်မလားအဲ့ဒါကံဝတ်ထားပါမဟုတ်လားအဲ့ဒါတုံရမကြီးကသစ္စာတရားနာကြလို့ဟိုးအပွားစုတောက်ထဲကခုံဆန်းလိုက်တာကြောက်သေးလို့ဟောကွာဒီစလေးပြီးဆိုတော့အောက်ကိုပြောဆိုဗဒါထဲမှာတင်နေတာအဲ့ဒါနာချင်တာမနာချင်တာသူစမ်းတက်တာတရားမင်းကတကယ်နာချင်တယ်အဲ့ဒါနော်အဲ့ဒါကြောင့်သစ္စာတရားတွေကိုတရားမတွေကိုလိုက်ဆောင်မှုလုပ်ပြီးနေကိုအနာရောက်လာတာအမှန်တကယ်မကောင်းဘူးလားကံကောင်းပါဘူးကံကောင်းလို့သိချနာကြီးဟုတ်တယ်မလားဒါကြောင့်သိရောက်ပြောနေတာဒါကြောင့်ကဲဒါဆိုရင်ဒီ၈ပါးနဲ့၅ပါးမှာဘယ်ဟာကပူတော်လဲဘယ်ဟာကအေးချမ်းလဲဒါဆိုရင်ကိုဘဝတစ်ခုဟာတကယ်နဲ့နေမကောင်းဘူးဆိုရင်ပဋိစ္စသမုပ္ပါဒ်ဆဝဲဘယ်ခွဲထဲမှာနေရမလဲဒီခွဲထဲမှာနေရပါဘူးခွဲထဲမှာဘာသစ္စာလဲဒုက္ခသစ္စာပါချမ်းသာလို့ဆင်းလို့လားဆင်းပါဘူးဒါနာတာဘာသစ္စာဒုက္ခသစ္စာပူတာဘာသစ္စာဒုက္ခသစ္စာကျိုးတာဘာသစ္စာဒုက္ခသစ္စာသာမင်းတို့ဖြစ်တာဘာသစ္စာဒုက္ခသစ္စာဒီလိုဆင်ခြင်ရမယ်အဲ့ဒါနော်ကိုယ့်ရဲ့ခန္ဓာမျက်စိလေးမရေးပြီးတော့အိုးစိတ်တွေကလည်းအားလုံးမကောင်းတဲ့စိတ်တွေဒုက္ခသစ္စာပဲဩနာတာလေးဒုက္ခသစ္စာပဲပူရတာလေးဒုက္ခသစ္စာပဲအေးတာလေးဒုက္ခသစ္စာပဲခန္ဓာမှာပြဒုက္ခသစ္စာပဲလို့နှလုံးသွင်းလိုက်ဒီကတဏှာလာသေးလားလာပါဘူးဗျာဘုရားလာသေးလားကံလာသေးလားဒါကြောင့်ခန္ဓာ၅ပါးကိုဒုက္ခသစ္စာလို့အမှန်သိတာကဉာဏ်လို့ပါလေဘာလို့ပါလဲဉာဏ်ဆိုတာမေဃသစ္စာဉာဏ်ဆိုတာပါလေမေဃသစ္စာအလုံးလိုက်ဆိုခန္ဓာ၅ပါးကခန္ဓာ၅ပါးကဒုက္ခသစ္စာဒုက္ခသစ္စာသိနေတာကမေဃသစ္စာမေဃသစ္စာသိကြပါဦးခန္ဓာ၅ပါးကဒုက္ခသစ္စာသိနေတာကမေဃသစ္စာတဏှာဥပါဒကံမဘမလာတာကသမုဒယသစ္စာအေးချမ်းနေတာကနိရောဓသစ္စာနိရောဓဆိုအေးချမ်းတာတဏှာမရှိဥပါဒမရှိကံမရှိအခုအဲ့ဒီစိတ်တွေမရှိတာဘာဖြစ်နေတာလဲဆိုနိရောဓရနေတာဘာကိုရနေတာလဲနိရောဓတဏှာဆုတ်တာပါလေနိရောဓဥပါဒဆုတ်တာနိရောဓကံဆုတ်တာနိရောဓဒီလိုအေးချမ်းအားလုံးမလို့ချင်ဘူးလားတဖြည်းဖြည်းကြိုးစားဒီလိုသိတိုင်းနော်ဒါကြောင့်အဲ့ဒါကကာလ၃ပါးကိုဖျက်ပေးလိုက်တာမှန်လားနော်ကာလ၃ရပြီးတော့ပါလေရှင်းရစေဖျက်ရစေတိရဒီမှာအတိတ်ကြောင့်ရှင်းရ၅ပါးပြစ္ဆုတ်ပံအကြောင်းရှင်းရ၅ပါးပြစ္ဆုတ်ပံအကြောင်းရှင်းရ၅ပါးအနာဂတ်အကျိုးရှင်းရ၅ပါးအဲ့ဒီလိုက်ဆိုတိတ်ကြောင့်ရှင်းရ၅ပါးတိတ်ကြောင့်ရှင်းရ၅ပါးဝိဇ္ဇာသင်္ခါရတဏှာဥပါဒံဘဝအဝိဇ္ဇာသင်္ခါရပါဝိဇ္ဇာသင်္ခါရတဏှာဥပါဒံဘဝအစောပစ္စုပန်ပစ္စုပန်အကျိုးခြင်း၅ပါးဝိညာဏ
ကြည့်တော့ဘူးဆိုပြီးတော့အားလုံးကိုလိုက်ဆိုမူလနှစ်ပြားကတသွေးမူလနှစ်ပြားကတသွေးနှစ်ခုကတသွေးသစ္စာနှစ်ခုကတသွေးခုအလောကတသွေးခုအလောကတသွေးစေတပါးကတသွေးစေတပါးကတသွေးဘာဆက်ကတသွေးဘာဆက်ကတသွေးသုံးဝါကတသွေးသုံးဝါကတသွေးကာလသုံးဖြာကတသွေးကာလသုံးဖြာကတသွေး20ကတသွေး20ကတသွေးဟောဆိုခြင်းမူလနှစ်ပြားကတသွေးသစ္စာနှစ်ခုကတသွေးလေးခုအလောကတသွေးဧက20ပါးကတသွေးသုံးပါးအစက်ကတသွေးဝိသုံးပါးကတသွေးကာလသုံးဖြာကတသွေး120ကတသွေးဤရှိသွေးကိုအလွေချက်မှတ်ဤစေအပ်သည်တန်ရာမလွတ်ကြောင်းသည်ဘာလို့သာဓုသာဓုသာဓုဒီရောအလွေချက်မှတ်ချက်ထားပေါ်ရအောင်စာရုပ်ကိုပိုင်ကချက်ထားဟုတ်တယ်လားဒီစေအဲ့ဆိုတာကျင်းတာကိုပြီးတယ်လို့ပါတယ်ဟောကမှာသာသနာဖုံးရရှိတဲ့သာသနာပြင်ရသာသနာဆိုပရိယတိသာသနာပရိယတိသာသနာဒီပတိသာသနာပရိပတိသာသနာဒီဝေဒသာသနာပရိဝေဒသာသနာဒီပါပရိယတိသာသနာပရိပတိသာသနာပရိဝေဒသာသနာဟိုကျန်နေတာကိုဘာလို့ပါလဲပရိယတိသာသနာလို့ပါတယ်နော်အများကြီးအကြီးစိတ်ကမနေနဲ့ပฏิပတ်တိဆိုတာတရားခိုင်တာကိုပฏิပတ်တိလို့ခေါ်တယ်။အဲ့ဒီခိုင်လိုက်ရတန်တရာရဲ့ဒုက္ခကလွဲမလားမလွဲဘူးလား။လွဲပါပါဗျာ။ဒါကအခုဒကာဒကာမတွေကဒီစာကိုအဆုံးအမဟာကိုကိုယ်တိုင်မသိရဘူးလား။သိရပါတယ်ဗျာ။ကိုယ်တိုင်မကျင်ရဘူးလား။သိရပါတယ်။ကိုယ်တိုင်နားမထောင်ရဘူးလား။မှန်ပါပါ။ဒါကံမရှိဘူးလား။ရှိပါတယ်ဗျာ။ညာစကံကြောင့်မရလို့လိုက်ဆိုညာတာပရိညာညာတာပရိညာသီရဏပရိညာသီရဏပရိညာဘာနာပရိညာဘာနာပရိညာဒီပါဦးညာနာပရိညာသီရဏပရိညာဘာနာပရိညာညဘာနဲ့ပြောမယ်အောင်လိုက်ဆိုအပိညာအပိညာအပောညာအပောညာခေညာအပေညာဒီပါဦးအပိညာအပောညာအပေညာဓမ္မစုဘာပြောပြောလားသိရပါဘူးပြီးတော့ပြီပေါ့ဒီဘက်ထိမှလည်းဆိုမသိဘူးလားသိပါပါပြီးတော့ပြီသိပြီးတော့ဘာလို့ရမလဲပေါ်တာကြတော့ဆရာတော်ပေါ်လို့မရတော့ဘူးကိုယ်တိုင်ပေါ်ရမှာဘယ်သူသွားမလဲကိုယ်တိုင်သွားပါတော့တဏှာတွေဥပဒေတွေကံတွေကြတော့ကိုယ့်ကိုပြင်စရာမလိုဘူးတရားကလိုပြင်သွားမှာဘယ်သူကပြင်ပါလဲတရားဒါဆိုပထမဆုံးဘာရေးကြည့်လဲသိရမှာသိညာရေးကြည့်တယ်သိပြီးမှကျင်းရမယ်ကျင်းပြီးမှပြင်ပါဟုတ်တယ်မလားဒါကြောင့်ဒီဉာဏ်ကိုအားလုံးရအောင်ကြိုးစားကြပါလို့တိုက်တွန်းတယ်သာတို့သုံးချိန်ခေါ်တော်ကြောင်းသော